မြို့ကျေးဇူးရှင်ဆွန်လုံးကူကြောင့်ဆရာတော်ဘုရားကြီး၏ထေဥပတ္တိအကျယ်နှင့်တရားတော်များအမှတ်၄စัจ जा တောင်တရားတော်ဘုန်းကြီးတို့မြင်းချံအရှိမြောက်ဘက်မှာစัจ जा တောင်ဖရားရဲ့လို့ရှိတယ်အဲ့ဒီစัจ जा တောင်ဖရားမှာပွဲတော်ကျင်းပတဲ့အခါဖယေမူဓမားတွေအလွန်ပေါများကြတဲ့ဒီအထဲမှာဖယေမူဓမားတယောက်ဟာသပင်ကိုရောင်ပေစုကလေးထုံးကြောင်းမြောင်အောင်ကြိုက်ဝင်းတုတ်တို့တစ်ချောင်းကိုကန်ပြီးဖရားပွဲစည်းတန်းတစ်လျှောက်တွေ့တဲ့လူတိုင်းကိုပခုံးချင်းရှင်ရှင်ပြီးမော်တဲ့လူရှာတပြုတ်မော်တဲ့လူရှာတပြုတ်လို့အော်တဲ့အဲ့ဒီလိုအော်နေတာကိုအခြားဖယေမူဓမားတယောက်ကမခံကျင်တာနဲ့သူ့တဲ့သားအောင်သူ့လိုပဲသပင်ကိုရောင်ပေစုထုံးကြောင်းမြောင်အောင်ကြိုက်သူကင်တဲ့ဒုတ်တဲ့ကြီးတဲ့ဒုတ်ကိုကင်ပြီးရှာတဲ့လူမော်တပြုတ်ရှာတဲ့လူမော်တပြုတ်လို့အော်ပြီးပခုံးချင်းတိုက်မယ်ပြုတဲ့ဒီတော့ပထမဖယေမူဓမားကနောက်ဖယေမူဓမားရဲ့မျက်နှာကိုကြည့်ပြီးမော်တဲ့လူရှောင်တပြုတ်မော်တဲ့လူရှောင်တပြုတ်လို့အော်ပြီးရှောင်သွားတဲ့တို့ဒါယကာမကြီးတွေလည်းအဲ့ဒီစัจ जा တောင်ဖရားပွဲကဖယေမူဓမားတွေနဲ့တူနေပြီးမော်တဲ့လူမတွေ့ခင်ကတော့မော်တဲ့လူရှာတပြုတ်မော်တဲ့လူရှာတပြုတ်နဲ့ရှာတဲ့လူမော်တပြုတ်ဆိုတာနဲ့တွေ့ပြန်တော့မော်တဲ့လူရှောင်တပြုတ်မော်တဲ့လူရှောင်တပြုတ်နဲ့ရှောင်သွားကြတယ်ကတ္တပဖရားရှင်သာသနာတော်နဲ့ကြုံကြိုက်ခဲ့တုန်းကမော်တဲ့လူရှောင်တပြုတ်မော်တဲ့လူရှောင်တပြုတ်နဲ့ရှောင်ခဲ့ကြပြီမော်တဲ့လူရှာတပြုတ်မော်တဲ့လူရှာတပြုတ်ဆိုတယ်လို့ဂေါရမမြတ်စွာဘုရားသာသနာတော်ကြီးကိုနှမ်းမြည်ဆုတောင်းခဲ့ကြတယ်အဲ့ဒီလိုဆုတောင်းခဲ့ကြလို့အခုဂေါရမမြတ်စွာဘုရားသာသနာတော်နဲ့ကြုံကြိုက်ကြရတယ်အဲ့ဒီလိုသာသနာတော်နဲ့ကြုံကြိုက်ပြန်တော့လဲဟိုရောင်ဒီရောင်နဲ့နောင်ရိမေတ္တရဘုရားရှင်ပွင့်တော်မူတဲ့အခါစီမီး9တိုင်ကြာ9ကိုင်နဲ့ကိုယ်တိုင်ကိုကြလက်ဥစွာဖူးတွေ့ရပါလို့ဤလို့လှမ်းမြည်ဆုတောင်းနေကြတာဟာမော်တဲ့လူရှောင်တပြုတ်မော်တဲ့လူရှောင်တပြုတ်လို့အော်ဒါနဲ့တူတယ်ဒီလိုနဲ့ပဲတရှောင်နဲ့ရှောင်ပြီးနောက်ပွင့်တော်မူမဲ့ဖရားတွေကိုညှော်မှန်းဆုတောင်းရင်တန်ရာတဲ့နစ်နေကြရတယ်နိဗ္ဗာန်ရကြောင်းဖြစ်တဲ့တရားကိုတော့အာမထုတ်ကြပဲအမေကျော်တွေးတော်လွမ်းမနေကြနဲ့အခုဂေါရမမြတ်စွာဘုရားသာသနာတော်ကြီးနဲ့ကြုံကြိုက်တဲ့အခါလတာတုံဘိုင်းငင်ဆိုတာလို့တရားဘူဝရိယဘူတတိဘူတမာတိဘူပညာဘူဆိုတဲ့ဘူကြီး9ဦးလက်ကင်ထားပြီးလောဘဒေါသမောဟဆိုတဲ့အဝိဇ္ဇာမောင်တောင်းချမ်းတို့ကိုနှာရီပြကာယတကားမှာအကွယ်အကာယူကထိမှုတိမှုတတိကြကြပြုဆိုတဲ့သမထဝိပဿနာတရားနဲ့ပွားများတိုက်ထုတ်ပါကသောတာပတ္တိမဲ့အစအရတ္တမဲ့အစုံမိမိတို့ပါရမီအတိုင်းပေါက်ရောက်နိုင်ကြပါတယ်ဒီတစ်ခါတော့စัจ जा တောင်ဖရားပွဲကဖယေမူဓမားလူမော်တဲ့လူရှောင်တပြုတ်မော်တဲ့လူရှောင်တပြုတ်ဆိုတယ်လို့ရှောင်မနေကြနဲ့တော့ဒါနဲ့စပ်ပြတဲ့အကြောင်းဆက်ပြောအောင်မယ်တို့စွန်းလွန်းရွာမှာစပ်ပြနဲ့သူတို့စပ်ပြအလွန်ကြီးကျွတ်တယ်အလွန်ဖြူစင်စေတယ်လို့အော်ပြီးလေရောင်းနေကြတယ်သူတို့ကိုကြည့်လိုက်တော့ကြီးတွေကြီးပဲတို့တကာမာကြီးတွေလဲအဲ့ဒီစပ်ပြတဲ့တွေလိုဖြစ်နေအောင်မယ်သူတကာကြီးကျွတ်ဖို့တဲ့ကိုကကြီးအရင်ကျွတ်ဖို့အရေးကြီးတယ်သူတကာတွေအပေါ်ဆရာလုပ်ပြီးတရားဟောနေတာတဲ့ကိုတရားရအောင်ကြိုးစားအထုတ်ဖို့ကအရေးကြီးပါတယ်ဒါကြောင့်စပ်ပြတဲ့လုံးမနေကြနဲ့ဟုအမြဲတစေဆုံးမတော်မူခဲ့လေသည်ဓမ္မဝိဟာရတရားတော်ဓမ္မဝိဟာရတရားဘလို့ပုဂ္ဂိုလ်မှာတည်ပါတယ်လဲဖျားဟုလျှောက်ထားသည်ကိုကျေးဇူးရှင်ဆရာတော်ဘုရားကြီးကဥပမာနဲ့ပြ၍ဟောတော်မူသည်မှာရှေးတုန်းကဗာရဏသီပြည်မှာယမဒတ်မင်းကြီးမင်းပြုတယ်ဆိုပါတော့ထိုအခါတိုင်းစွန်ပြည်ဖျားမှာဂျွန်းတပုံထတဲ့အဲ့ဒီတော့တပုံရံကိုဖြိုဖျက်ရန်ယမဒတ်မင်းကြီးကစစ်တူကြီး9ယောက်ကိုဆေလွတ်လိုက်တယ်9ယောက်တော့စစ်တူကြီးတို့ဟာဘုရင်မင်းမြတ်၏အမိန့်တော်အတိုင်းသွားကြ၍တိုင်းစွန်ပြည်ဖျားတောအုပ်ကြီးအနာတို့ရောက်တဲ့အခါတပုံတွေသွားလာတော့ကြောင့်မြူမုံတွေထသည်ကိုမြင်ရင်တယောက်တော့စစ်တူကြီးကကြံစီစိတ်ကူးဒီမှာမြူမုံတွေများပြားတဲ့လောက်ထောက်ဆကြည့်ရရင်တပုံတပ်သားတွေဟာနဲမှာမဟုတ်ဘူးလို့တွေးမိပြီးကြောက်တာနဲ့ကြာနေရရောဒါနဲ့ကြံတဲ့စစ်တူကြီး4ယောက်ရှေ့ဆက်သွားပြန်တော့တပုံတပ်သားတွေကကြီးကျယ်ခမ်းနားလှစွာတော့အောင်လံကြီးကိုခန့်ညာကြီးစိုက်ထူထားတာကိုတွေ့ရပြန်တဲ့ဒီတော့တယောက်တော့စစ်တူကြီးကအောင်မှာတဲခန့်ညာတဲ့အလံကြီးပဲလို့အလံမြင်တာနဲ့စိတ်ကြောက်ပြီးကြာနေရပြန်ရောဒါနဲ့ကြံတဲ့စစ်တူကြီး3ယောက်ထဲရှေ့ဆက်သွားပြန်တဲ့တပုံတပ်သားတွေကစစ်တူကြီးတွေနီးလာမှန်းသိတော့တို့လူလေးများစူတလေဘင်းစစ်တူကြီးတွေကိုဘဲနဲ့ဝိုင်းမယ်ဒီနဲ့ဝိုင်းမယ်ဘဲနဲ့ဖမ်းမယ်ဒီနဲ့ဖမ်းမယ်ညီစေနော်အေးလို့တတ်တန်ပေးကြတာပေါ့
ဒီတော့တယောက်တော့စစ်တူကြီးကဟာအတန်တွေကဖြင့်နဲတာမဟုတ်ဘူးတပုံတက်သားအတော်များမှာပဲငါတို့3ယောက်ထဲနဲ့နိုင်မှာမဟုတ်ဘူးဆိုပြီးကြာနေရစ်ပြန်ရောတဲ့ကြံတဲ့စစ်တူကြီး2ယောက်ကတော့အနိုင်တိုက်မယ်ဆိုပြီးတက်သွားကြတယ်တပုံတက်ထဲဝင်ပြီးတပုံတက်သားတွေကိုသူ့တဲ့ငါပိုင်းကနေနေအောင်ခုတ်ကြတာပေါ့တော်တော်ကြာတော့တပုံဘိုကြီးကစစ်တူကြီးတယောက်ကိုခုတ်ချလိုက်တာပိုင်းကနေကျသွားတယ်ကြံတဲ့စစ်တူကြီးကတခါတပုံဘိုကြီးကိုပိုင်းကနေကျသွားအောင်ပြန်လဲခုတ်ချလိုက်တော့မှတပုံတက်သားတွေလည်းဖယိုဖယဲနဲ့အကုန်ထွက်ပြေးသွားကြကုန်ရောတဲ့အဲ့ဒီတော့မှတယောက်တည်းကြံနေတဲ့စစ်တူကြီးဟာတပုံရံကိုအကုန်ဖြိုဖျက်ပြီးပြီမို့စစ်နိုင်တာနဲ့အောင်လံလွင့်ပြီးဘရင်မင်းမြတ်ထံပြန်သွားပါရောတဲ့အဲ့ဒါကိုဥပမာနဲ့ပြောရသေးတာပေါ့ယခုဘုန်းကြီးစီရောက်နေကြတဲ့ယဟန်တာမဏေတို့သတိထားမှာကတော့ဘယ်မြို့ဘယ်ရွာဘယ်ဌာနမှာမြည်သူဤသမီးဟာအလွန်ချောအလွန်လာတတဲ့ဟုတည်င်းစကားကြားရတယ်ဆိုပါတော့ဈေးကလည်းနီးတိုက်အိမ်ကလည်းကြီးပစ္စည်းကလည်းပေါ်သမီးကလည်းချောဆိုတော့နုနိုကြီး3ဦးလိုပေါ့တိုက်စာဖတ်ရနားထောင်ပါဥစ္စာရနုဘိန်းတော်ဖတ်ရနားထောင်ပါတူနာပြောင်နုကျောင်းကဖုန်ကြီးမင်းသမီးအပြေးရနုဆိုတလိုပဲရလိမ့်မယ်အထင်နဲ့လူထွက်ပါရောတဲ့အဲ့ဒါမြူမုံတွေထတာကိုမြင်တာနဲ့ကြာနေရတဲ့စစ်တူကြီးနဲ့တူတယ်ဒီမှတဖန်တီးခံနိုင်လို့တက်ပြန်တော့ဆုံးခံအသွားမှာရုပ်အစင်းလှနဲ့ကလေးမတယောက်ရှေ့နားကဖြတ်တန်းသွားတာကိုမြင်လိုက်ရရင်တနေ့ကတည်င်းကြားရတဲ့ကလေးမဟာဒီကလေးမနဲ့တူပါရဲ့ကြားရတဲ့အတိုင်းလဲရုပ်ရည်ကအလွန်ပဲချောအလွန်လာတာကိုဟုအောက်မေ့ပြီးဒီမိန်းကလေးငါရအောင်ကြံလီမပဲလို့ရလိမ့်မယ်အထင်နဲ့လူထွက်ပြန်ရောအဲ့ဒါအောင်လံကြီးကိုမြင်တာနဲ့ကြတော့စစ်တူကြီးနဲ့တူတယ်ဒီမှတဖန်တီးခံနိုင်သေးလို့ရှိရင်ကလေးမကလေးကတပည့်တော်မတို့အိမ်ဆုံးခံကြွတော်မူပါဖေဟာနေ့စဉ်အမြဲထိုင်တော်မူပါဖေဟာလို့ပင့်ပြီးပေါင်မုံကလေးမိခင်ထောပတ်တွေခတ်များများတုပ်ပြီးဖုံးပေးတော်မူပါဖေဟာဟောတာကလက်ဖက်ရည်အချိုပါဖေဟာတရားကိုလည်းဖြစ်ဆွဲနိုင်ပါတယ်ဖေဟာဖုံဖုံဖေဟာအလိုရှိတာကိုလည်းအမိန့်ရှိတော်မူပါဖေဟာဤကုံတော့မယ်ဖေဟာပူပူနွေးနွေးကလေးဖုံးပေးတော်မူလိုက်ပါဖေဟာလို့အနာကပြူပြူငါငါတီတီတာတာပြောဆိုပြီးနေ့စဉ်နေ့တိုင်းကျွေးမွေးလူဒန်းနေတာပေါ့အဲ့ဒီတော့ဘလို့ဖြစ်ပြန်တယ်လဲဆိုရင်အောင်မယ်ဒီမိန်းကလေးဟာငါ့ကိုအတော်ပဲဆွဲနေပုံရတယ်ငါယူရင်ရမှာပဲဟုထင်တလုံးနဲ့လူထွက်ပြန်ရောအဲ့ဒါတတ်တန်ပေးတာကိုကြားတာနဲ့ကြားတဲ့စစ်တူကြီးနဲ့တူတယ်ဒီမှတဖန်တီးခံနိုင်သေးလို့ရှိပြန်တော့ဒီကနေ့တော့အလုပ်တွေရှုပ်ပြီးများနေတာနဲ့ဘဲမှမသွားနိုင်မလာနိုင်လို့စလိတ်တောင်မရှိသေးဘူးဖေညနေ9 နာရီလောက်တော့ကြွားခဲ့ပါအောင်ဖုံဖုံလို့မိန်းကလေးကမှားလိုက်တယ်ဆိုပါတော့ညနေ9 နာရီကျတော့မိန်းကလေးကလည်းပရင်းပေါက်ကထွက်အမျောတင်ငန်းခေါင်းကြီးခြုံပြီးဆိုက်နဲ့လာနေတာတွေ့တော့တကားပေါက်စီထသွားပြီးတကားကိုမစိတစိပိတ်ပြီးအိတ်ချင်ဟန်ဆောင်နေတယ်ဖုံးကြီးကတကားကိုကပ်ပြီးကြွေကနေတွန်းဖွင့်လိုက်တော့အိမ်ထဲမှာကိုယုတ်ကာရအိတ်နေတာကိုမြင်လိုက်ရရင်ပဲသိခါတောင်ချမနေနိုင်တော့ဘူးပြုတ်ကြပါရောတဲ့အဲ့ဒါတပုံဘိုကြီးခုတ်လို့ကြာဆုံးသွားတဲ့စစ်တူကြီးနဲ့တူတယ်ကြံနေတဲ့စစ်တူကြီးကတပုံဘိုကြီးကိုပိုင်းကနေနေအောင်ခုတ်ချလိုက်တယ်လို့ကာမရာဂတိဟူသောတပုံဘိုကြီးကိုအပိုင်းပိုင်းအတစ်တစ်ခုတ်ထစ်ပြီးအသေးသက်နိုင်တော်ဒုမတာလျင်ဓမ္မဝိဟာရတရားသိလိမ့်မယ်ဟုဟောကြားတော်မူသည်၎င်းကိုပင်အကြောင်းပြု၍ကျေးဇူးရှင်ဆရာတော်ဖျားကြီးကတိုက်တွင်းရှိတပည့်တန်ဃာတော်များအားဆုံးမလေးရှိတော်မူသည်မှာဆုံးခံသွားရင်အစဉ်အတိုင်းတန်းရက်ပြီးဆုံးခံကြထိုင်အိမ်မထားကြနဲ့ထိုင်အိမ်ထားတော့ကာမမှုရောက်တတ်တယ်သူတစ်ပါးအချစ်မခံခြင်းကြနဲ့အချစ်ခံခြင်းလို့ချစ်တော့ပဲ့တတ်တယ်ဂုံမကြီးခြင်းနဲ့ဘုံမကြီးခြင်းနဲ့ဘုံကြီးတော့ဘုံမှန်တတ်တယ်ဂုံလည်းမကြီးခြင်းနဲ့ဂုံကြီးခြင်းလို့ဂုံကြီးတော့ဂုံမွေးစုတတ်တယ်ဂုံမလိုခြင်းနဲ့ဂုံလိုလျင်ဂုံပြိုတတ်တယ်ဂုံမလိုမှဂုံပိုတယ်တပိတ်ကိုလည်းမကြော်ကြနဲ့တပိတ်ကြော်တော့ငရဲကြီးတတ်တယ်ခြေနဲ့ကြော်တာကတော့ကလေးတောင်သိတာပေါ့ဥပမာဒါယကာကြီးတယောက်ကချင်ပေါင်ရွက်ရေလုံပြုတ်အရေးကြီးလောင်းလိုက်ပါပေါ့တဲ့ဒီတော့ဟင်းဆိုပြီးနှာခေါင်းရှုံးလိုက်တာတပိတ်ကြော်တာပဲဝတ်သားစီပြန်ဟင်းလောင်းလိုက်ပါပေါ့တဲ့ဟာနေရာကြားလိုက်လေဆိုပြီးပြုံးတုံဖြစ်လာတာတပိတ်ကြော်တာပဲအဲ့ဒီလိုဆုံးခံသွားရင်လောဘဒေါသမောဟမဖြစ်ရလေအောင်မိမိဤစိတ်ကိုယူပါယုံတရားယုံဂန္ဓာယုံရတာယုံဖုဒ္ဓဘာယုံတို့နောက်လိုက်ပါမသွားရလေအောင်စောင့်ရှောက်ထိမ့်သိမ့်နိုင်သမျှထိမ့်သိမ့်ပြီးတတိထားနေကြရမည်ဟု
ဆုံးမတော်မူလေသည်ဘောင်တုတ်ကြီးအကြောင်းတရားတော်နေရင်းရွာကဝေဘူးလတောင်ရောက်စဉ်အကြောင်းဟောကြားတော်မူခြင်းဤတကာကြီးတကာမကြီးတို့လာလန်းမပြန်ခြင်းကြနဲ့လာလန်းပြန်ခြင်းကြရင်နေရင်းရွာရောက်သွားတတ်တယ်ဘလို့ရောက်သွားတတ်တယ်လဲဆိုတော့ဥပမာပြည်မြို့မှာရှိတဲ့ကိုတုတ်ကြီးဆိုတာရှိတဲ့အဲ့ဒီကိုတုတ်ကြီးကအတော့ကိုအားတဲ့နားတဲ့လူတဲ့သူဇနီးကတော့ခက်လေလေတဲကပေါ့လေတနေ့တော့ဇနီးဖြစ်သူကကိုတုတ်ကြီးရေရန်ကုန်မြို့မှာစေးစေးတိတ်ကောင်းနေတာပဲတဲ့ဒီတော့ရှင်သွားပြီးရောင်းချကြပါလို့ပြောတော့ကိုတုတ်ကြီးကဟဲ့ငါမသွားတတ်မလာတတ်နဲ့လမ်းလည်းမသိပါဘူးဟဲ့လို့ပြန်ပြောတယ်ဥတော်ရှင်ကလည်းအာရန်နာရန်ကောကျမအစီအစဉ်လုပ်ပြီးလမ်းပြလိုက်ပါမယ်သွားတာသွားပါလို့ပြောပြီးပုတ်ငယ်ငယ်တစ်လုံးပုတ်ကြီးကြီးတစ်လုံးလှုပ်ပေးတဲ့အဲ့ဒီပုတ်ကြီးကိုရှေ့ကထားပြီးထမ်းသွားပါရန်ကုန်မြို့စိုက်စိုက်မြတ်မြတ်ရောက်ပါလိမ့်မယ်ရန်ကုန်ရောက်ရင်ဆေးတွေရောင်းချပြီးဖျားလဲဖူးခဲ့ပါရန်ကုန်မြို့ကရွှေတကုံစီရီတော်ကြီးဟာအင်မတန်တကိုးကြီးတယ်ဖူးပြအောင်ဖူးခဲ့ပါလို့မှားကြားပြောဆိုပြီးလွတ်လိုက်တဲ့ကိုတုတ်ကြီးကလည်းဇနီးတယ်မှားလိုက်တဲ့အတိုင်းတွေ့မသိမ့်မှတ်သားပြီးသွားတာပေါ့နောက်ခရီးအတော်ကလေးရောက်တဲ့အခါမောပန်းနာနဲ့ပုတ်ကြီးရှိကထားလို့အထမ်းကိုချပြီးတစ်ပင်ရိပ်ဝင်နာတဲ့အဲ့ဒီလိုနားနေရင်းကခရီးပန်းတာနဲ့မိကနေအိပ်ပျော်သွားကြအခြားခရီးတယ်များကသွားလန်းလာလန်းမလွတ်တာနဲ့စေးပုတ်အထမ်းကြီးကိုရွှေထားကြရမှာရှင်းနောက်လွဲသွားရောတဲ့ဘလို့လွဲသွားတယ်လဲဆိုတော့ပြည်မြို့ဘက်လာလန်းကပုတ်ကြီးဖြစ်နေပြီးရန်ကုန်ဘက်သွားလန်းကပုတ်ငယ်ဖြစ်နေတဲ့ကိုတုတ်ကြီးကလည်းတရေသမောအိပ်ပျော်သွားရာကလန်နိုးလာပြီးကြပြာကတိနဲ့ပုတ်ကြီးပုတ်ငယ်အပြောင်းလဲကိုမသိပဲအထမ်းကြီးကောက်ထမ်းပြီးပုတ်ကြီးဘက်ကိုမျက်နှာမူပြီးဆက်ထမ်းသွားတဲ့မကြခင်မဲဆိုပါတော့ပြည်မြို့ပြန်ရောက်သွားတဲ့ဒါပေမဲ့ကိုတုတ်ကြီးကအာတတနာတတလူဆိုတော့ပြည်မြို့ပြန်ရောက်လာမှမသိဘူးတဲ့ပြည်မြို့ကိုပဲရန်ကုန်မြို့ကြီးထင်မိတာကိုရန်ကုန်မြို့ဟာတဲဝေးနဲ့ပြောကြတယ်ခုငါစေးပုတ်တွေထမ်းလာတာတိတ်ပြီးမမောမပန်းပဲနဲ့ရောက်လာတာပဲလို့ဝမ်းသာအားရနဲ့အိမ်ကဇနီးတဲ့မှားလိုက်တဲ့အတိုင်းဟိုဒီကြည့်ရင်ကရွှေစံတော်ဖျားမြင်တော့ရွှေတကုံနဲ့နာမည်ကြီးပြီးကြော်ကြားလိုက်တာတို့ပြည်မျိုးကရွှေစံတော်ဖျားနဲ့တဲသူကိုလို့အောက်မေ့မိရင်မြို့ထဲဝင်သွားပါရောတဲ့မြို့ထဲရောက်ပြန်တော့လဲဟိုဒီကြည့်ပြီးရန်ကုန်မြို့ကြီးကလည်းတို့ပြည်မျိုးနဲ့တဲသူကိုလို့ဆိုပြီးရှေ့ဆက်သွားပြန်တဲ့ဒါနဲ့ပဲသူ့အိမ်စီသွားတဲ့လမ်းရောက်သွားတော့ဒီလမ်းကလည်းတို့အိမ်သွားတဲ့လမ်းနဲ့တဲသူကိုလို့ဆိုတဲ့သူ့အိမ်ရှေ့ရောက်သွားတော့ဟင်းဒီအိမ်ကလည်းတို့အိမ်နဲ့တူလိုက်တာဟဲလို့ဆိုပြီးမိုးချုပ်သွားတာနဲ့ဒီအိမ်မှာပဲတညလောက်တော့တဲခုံမှာပဲလေလို့အောက်မေ့ရင်ဟိုအိမ်ရှင်တို့လို့ခေါ်လိုက်တဲ့ကိုတုတ်ကြီးရဲ့ဇနီးတွေကတော်လို့ပြန်ထူးလိုက်တယ်ဒီတော့လူအလူနာကိုတုတ်ကြီးကတညလောက်မတဲခိုရဘူးလားလို့မေးလိုက်ပြန်တဲ့အဲ့ဒီတော့မှကိုတုတ်ကြီးမှန်းသိသွားပေမဲ့မသိရန်ဆောင်ပြီးတဲခိုရပါတယ်ရှင်လို့ပြန်ပြောတော့ကိုတုတ်ကြီးကလည်းအိမ်ထဲဝင်သွားပြီးထမ်းလာတဲ့စေးပုတ်အထမ်းကြီးချပြီးအိမ်ပေါ်တက်သွားတဲ့အိမ်ပေါ်ရောက်ရင်ပဲဒီအိမ်ကလည်းတို့အိမ်နဲ့တိတ်တူပါကလားလို့အောက်မေ့မိပြန်တဲ့အင်းရှင်ဇနီးတွေကဧည့်သည်ကြီးထမင်းကောစားပြီးပြီလားလို့မေးတော့မစားရသေးဘူးလို့ပြန်ပြောတာနဲ့ထမင်းခူးခတ်ပြီးကျွေးတဲ့ထမင်းပွဲကြတော့လဲဇွန်းတို့ပကံတို့မြင်ရပြန်ရင်လဲတို့အိမ်ကဇွန်းနဲ့ပကံပြားနဲ့တဲသူတကိုးလို့အောက်မေ့မိပြန်တဲ့ကလေးတွေကြောပေါ်ဖက်တဲ့ခွာစည်းကြတော့လဲတထောင်နဲ့တွက်ကနင်တို့ကလေးတွေကတို့အိမ်ကကလေးတွေနဲ့တာတူသေးတယ်လို့ပြောလိုက်တဲ့ဒီတော့ဇနီးဖြစ်သူကကလေးတွေခေါ်ပြီးဟဲ့ဧည့်သည်ကြီးကိုမလုပ်ကြပါနဲ့ပြောပြီးဧည့်သည်ကြီးနာမည်ကဘလို့ခေါ်တုံးလို့မေးတော့ကိုတုတ်ကြီးလို့ပြန်ပြောတဲ့ဘယ်မျိုးကတုံးလို့မေးပြန်တော့ပြည်မျိုးကပါဘယ်သွားမလို့တုံးလို့မေးပြန်တော့ရန်ကုန်ဆေးရောင်းသွားမလို့ပါလို့ပြောတဲ့ဒါနဲ့ဇနီးတွေကစိတ်မရှိတော့တာနဲ့လက်တီးစုံနဲ့ထားထုတဲ့အဲ့ဒီတော့တောင်ကိုတုတ်ကြီးကအမလီဧည့်သည်ကြီးကိုမနှိပ်ဆက်ပါနဲ့လို့အော်သေးတဲ့အဲ့ဒီပုတ်ကြီးပုတ်ကလေးနှစ်ခုဥပမာကတော့အကုသိုလ်နဲ့ကုသိုလ်ပဲတတ္တဝါတွေဟာညာတော့အဖြစ်ကုသိုလ်အာယုံထက်အကုသိုလ်အာယုံကများတယ်ပုတ်ကြီးဆိုတာအကုသိုလ်အာယုံနောက်ကိုတာတကောက်ကောက်လိုက်နေကြမှဖြင့်လာလန်းအတိုင်းအကုသိုလ်တို့အကျိုးပေးရဖြစ်တဲ့နင်းရွာဆိုတဲ့အပယ်လေးပုံကိုပဲပြန်ရောက်တတ်တဲ့ဒကာကြီးတို့ဒကာမကြီးတို့ပုံမှစေတနာတရားတော်ပုတ်ကြီးကိုအကြောင်းပြုပြီးဒ
ဘုန်းကြီးကဆက်ဟောရအောင်မယ်တို့မြတ်စွာဘုရားဟောကြားတော်မူခဲ့တာကပုပ္ပစေတနာမုံစစေတနာအပရစေတနာရဲ့လို့ရှိတယ်မဟုတ်လားရှိပါတယ်ဖေဟာတို့ကတော့ပုံမစေတနာမုံစစေတနာပါယစေတနာရဲ့လို့သိခဲ့တယ်ပုံမစေတနာကဘလို့တုံးလို့မေးတယ်ဆိုပါတော့တို့တော်ရွာမှာအလူရှိတယ်ဆိုပါတော့အဲ့ဒီအလူများရဲ့ဒလေထုံးစံအတိုင်းငွေကူလက်ခံကြတယ်အဲ့ဒီငွေကူလာတဲ့လူများကိုလည်းထမင်းကျွေးကြရတယ်အဲ့ဒီတော့အလူရှင်ကတွက်ကိန်းချကြည့်တယ်ဘလို့တွက်ကိန်းချကြည့်တယ်လဲလို့မေးတယ်ဆိုပါတော့ငါအလူမှာမြို့ကလူ100လောက်ဖိတ်မယ်တောရွာကလူ200လောက်ဖိတ်မယ်မြို့ကလူ100ဆိုရင်တယောက်8ပဲမှတစ်ချက်2ချက်ထိထားပြီးအောင်ပြန်မြခြင်းအဖြစ်ကူပန်းငွေ100လောက်ရနိုင်တယ်တောရွာများကဆိုရင်တယောက်လျင်8ပဲမှတစ်ချက်ထိထားပြီးအောင်ကူငွေ100လောက်ရနိုင်တယ်အဲ့ဒီလိုထင်ကြီးနဲ့တွက်ကိန်းချပြီးတော့လူ300စားဖို့အတွက်ထမင်းဟင်းချက်ပြုတ်ကတောရွာဒလေထုံးစံအတိုင်းထမင်းများကိုပုတ်ထဲထည့်ထားတဲ့ပရိသတ်ကလည်းဖိတ်ကြားထားတဲ့အတိုင်းတောရောမြို့ပါလာကြစားကြတောက်ကြတာပေါ့လူရှင်ကလည်းဒီလိုပရိသတ်များများလာတာကိုတွက်ကိန်းတော့ကြိုက်ပြီဟုအထင်ကြီးထင်ပြီးဝမ်းသာစွာပုတ်ကြီးကိုမလိုက်ကူပန်စင်းကိုကြည်လိုက်နဲ့လူရှင်မှာအလုံများနေတာပေါ့အဲ့လိုထမင်းထည့်ပြီးပုတ်ကြီးကိုမမကြည့်ခြင်းကြောင့်ပုံမစေတနာလို့ခေါ်ခဲ့ဘူးတယ်မြို့ကလာတဲ့ပရိသတ်ကလည်းများပါပေတယ်တောရွာကလာတဲ့ပရိသတ်ကလည်းများပါပေတယ်အဲ့ဒီလိုများပေမဲ့ကူပန်းငွေများများရဖို့အတွက်တွက်ကိန်းမကြိုက်တော့ဘူးဘာကြောင့်တွက်ကိန်းမကြိုက်တယ်လဲလို့မေးတယ်ဆိုပါတော့မြို့ပရိသတ်ကောတောပရိသတ်ရောကူပန်းကြတာက4ပဲမှ8ပဲစီတာများနေတဲ့အဲ့ဒီတော့အလူရှင်ကဟိုမျိုးကလူစုတွေရဲ့ကိစ္စတုံးကတော့ငါတစ်ချက်စီ2ချက်စီကူပန်းခဲ့ဘူးတယ်ဒုတော်ရွာကလူစုတွေကိုလည်းသူတို့ကိစ္စတွေတုံးက8ပဲစီတစ်ချက်စီကူပန်းခဲ့ဘူးတဲ့ပြင်လူကိုယ်တိုင်လည်းကူညီခဲ့ဘူးတယ်ငါအလဲကြတော့4ပဲစီ8ပဲစီတာကူပန်းကြတာများတယ်အချို့ကလည်း4ပဲစီ8ပဲစီတာကူပန်းကြပြီးလူပိုကလေးပိုများတောင်ခေါ်ခဲ့ကြသေးတယ်အဲ့ဒါကြောင့်ကူပန်းကြီးနဲတဲ့လူတွေအပေါ်ကျဉ်းနှက်စိတ်မရှိပဲမုန်းစားစိတ်တွေဖြစ်ပေါ်လာတဲ့အဲ့ဒါကိုမုန်းစားစေတနာလို့ခေါ်ခဲ့ဘူးတယ်အဲ့ဒီလိုမုန်းစားစိတ်တွေပေါ်ပေါက်လာတော့လဲနောက်ဆုံးတော့သူတို့ထံပါတာပဲရမှာပဲလေဟုတက်ပြင်းချကကျဉ်းနှက်လိုက်ရတဲ့အဲ့ဒါကိုပါယစေတနာလို့ခေါ်ခဲ့ဘူးတယ်အဲ့ဒါဘုန်းကြီးတို့သိခဲ့ဘူးတဲ့ပုံမစေတနာမုန်းစားစေတနာပါယစေတနာရဲ့လို့3မျိုးရှိကြောင်းမှတ်သားပြီးရှောင်ရှားကြပေတော့လို့ဟောပြောကဒကာဒကာမကြီးတို့အားဆုံးမလေးရှိခဲ့လေတည်းကုသိုလ်အကုသိုလ်ခရီးစဉ်တရားတော်ဒါနဲ့ဆက်ဟောအောင်မယ်ဒကာဒကာမကြီးတို့ကုသိုလ်စိတ်အကုသိုလ်စိတ်ဆိုတာကိုသိကြဖို့အရေးကြီးတယ်ဥပမာကုသိုလ်စိတ်ဆိုဒီမှာຫນွေအခါတဲတောင်ပြင်နေတဲ့လူဟာမပူဘူးလားပူပါတယ်ဖေ။အဲ့ဒီတဲတောင်ပြင်နေတဲ့လူထက်အင်ရိပ်တိုက်ရိပ်တစ်ပင်ရိပ်အတွင်းမှာနေတဲ့လူကမအေးဘူးလားအေးပါတယ်ဖေ။အဲ့ဒီအင်ရိပ်တိုက်ရိပ်တစ်ပင်ရိပ်နေတာထက်ဆွေမျိုးညာတိအရိပ်ကပိုမအေးဘူးလားအေးပါတယ်ဖေ။အဲ့ဒီဆွေမျိုးညာတိအရိပ်ထက်မိဘအရိပ်ကပိုမအေးဘူးလားအေးလာပါတယ်ဖေ။အဲ့ဒီမိဘအရိပ်ထက်ဖရာတရားတန်ဃာဒီဟုတော့ယရဏ3ပါးအရိပ်ကတာ၍ပင်အေးသေးတယ်အဲ့ဒီယရဏ3ပါးအရိပ်ကိုခိုပြီးတော့တရားဘူဝရိယဘူတတိဘူတမာတိဘူပညာဘူများပွားပွားပြီးတက်သွား၍သီလတမာတိပညာအင်္ဂါ3ပါးပြည့်စုံတဲ့အခါစိတ်စေတသိက်ရုပ်ဆိုတဲ့တရား3ပါးတို့ဖြစ်လိုက်ပြက်လိုက်ဖြစ်ပြက်လိုက်နဲ့ရှင်းတဲ့နောက်ဟာမတူပါစင်လာဖြစ်ပြက်မှုအဲ့ဒီဖြစ်ပြက်မှုမြင်တော့ဒုက္ခလို့ထင်လာလိမ့်မယ်အဲ့ဒီဒုက္ခကိုမြင်တော့ဘာကြောင့်လဲလို့စီစစ်လိုက်တော့လှုပ်ပေးတဲ့သမုဒိယကိုမြင်လိမ့်မယ်လှုပ်ပေးနေတဲ့သမုဒိယကိုမြင်တော့မက်ကအနုတ္တိယကိုပယ်လိုက်လိမ့်မယ်မက်ကပယ်လိုက်တော့အကြောင်းအကျိုးပြတ်သွားရောအဲ့ဒါနိရောဓလို့ခေါ်တယ်တစ္ဆာ4ပါးတစ်ပြိုင်တည်းဘွားကနေမပေါ်ဘူးလားပေါ်ပါတယ်ဖျားဒါကြောင့်ကုသိုလ်ဆိုတာအမိအဖလည်းလုံမပေးနိုင်ဆွေမျိုးလည်းလုံမပေးနိုင်အဲ့ဒီလိုကုသိုလ်ဇောတွေပွားပွားသွားရင်ဆွေမျိုးထိပ်ပိတ်ကုသိုလ်စိတ်တစိမ့်ရိုင်းနေခတ်လိုက်ရင်သောတပတ္တိမဲ့အစရတ္တမဲ့အစုံထိသွားနိုင်တယ်အဲ့ဒါကြောင့်ကုတလာဓမ္မလို့ခေါ်တယ်အကုသိုလ်စိတ်ဆိုဒီမှာအကုသိုလ်ဇောတွေထက်ကပွားပွားသွားရင်ဥပမာလောကမှာရံညိုးဖွဲ့ခံရတော်သူကိုဓာတ်နဲ့ထိုဒုံးနဲ့ရ၍သေရင်ယခုတဘွားတာပဲတတ်နိုင်တယ်နောက်ဘဝမလိုက်နိုင်ဘူးတခုတယောက်ကတခုတယောက်ကို
မျက်စိကဖွာနားကဖွာနှာခေါင်းကဖွာလျှာကဖွာခန္ဓာကိုယ်ကဖွာဖွာနေရင်သားတစ်ခိုးတွေသမီးတစ်ခိုးတွေပေါက်ဖွာလာပြီးတို့ဆွေမျိုးတွေတစ်ခိုးတွေတို့ဆွေမျိုးတွေတစ်ခိုးတွေနဲ့ပဲအဆက်မပြတ်ပေါင်းတင်းဆက်ဆံသွားလေတော့အကုသိုလ်ဇောတွေပွားပြီးအကုသိုလ်စိတ်ရန်ထိတ်ပိတ်တစိမ့်ရိုက်နှိတ်ခတ်လိုက်မှဖြင့်တွားရော့တလန်အပယ်စခန်းပဲဝေဘူးလတောင်မှာဘနောမယဗရမများဒါကြောင့်နေရင်ရွာပြန်မသွားခြင်းကြနဲ့ဝေဘူးလတောင်ရောက်အောင်သွားကြဝေဘူးလတောင်မှာကြောက်ကောင်းဗရမများကောင်းတွေရှိတဲ့တွားဖို့ရာကတော့မလွယ်ကူဘူးဘလူကြီး၃កောင်ဆောင်တဲ့တောကြီး၃ထပ်ကြော်နိုင်မှရောက်တဲ့ဝေဘူးလတောင်ရောက်အောင်သွားနိုင်ကြတဲ့ပုဂ္ဂိုလ်ကတော့အင်မတန်နည်းတဲ့ဝေဘူးလတောင်ရောက်ပေမဲ့အချို့ပုဂ္ဂိုလ်များကတော့အဖိုးတန်ကြောက်ကောင်းဗရမများကောင်းမကောက်ကြပဲမိခတ်ကြောက်လောက်ကောက်တူကောက်ကြောက်စရခဲလောက်ကောက်တူကောက်အချို့တော့လဲတချင်းဆိုလေးချွန်ပြီးပျော်ကြပါးကြနဲ့ပဲအချိန်ကုန်ပြီးပြန်ကြတဲ့အချို့ပုဂ္ဂိုလ်များကတော့ဝေဘူးလတောင်ရှိမနောမယဗရမများကိုမရရအောင်ကြိုးစားရှာကြံတူးဆွပြီးအရယူကြတဲ့ဥပမာနဲ့ဥပမေယဝေဘူးလတောင်ဆိုတာကတော့သီလသမာဓိပညာဓိဟူသောသာသနာတော်ကြီးပဲဘလူကြီး၃កောင်ကတော့လောဘဒေါသမောဟကိုဆိုတယ်တောကြီး၃ဓာတ်ကတော့ကာမယူပအယူပဘုံတို့ကိုဆိုတယ်တချင်းဆိုလေးချွန်ပျော်ရွှင်မှုဖြင့်အချိန်ဖြုံးကြတော်သူများကတော့စံကုန်မြေလေးဖြစ်ကနေရင်းရွာဆိုတဲ့ပယ်လေးဘုံတို့တောက်လျှောက်ရောက်သွားကြတဲ့သူတွေနဲ့တူတယ်တဏှာလဲစေတတ်တဲ့ကုသိုလ်ကောင်းမှုများကတော့မိခတ်ကြောက်တို့ကြောက်စစ်ခဲတို့ကောက်တာနဲ့တူတယ်မနောမယဗရမများကတော့သမထဝိပဿနာကိုကျိုးပန်းတကုတ်အားထုတ်ကြခြင်းအပြင်ဒုက္ခအပေါင်းတို့ချုပ်ငြိမ်းရာဖြစ်သောနိဗ္ဗာန်တရားတော်ကြီးကိုဆိုတယ်အဲဒါကြောင့်ယခုပရိပတ်တိသာရဏတော်ကြီးပွင့်လင်းတော့လောဘဒေါသမောဟဆိုတဲ့ဘလူကြီး၃កောင်နဲ့ကာမယူပအာယူပဆိုတဲ့တောကြီး၃ဓာတ်ကိုကျော်လွန်နိုင်အောင်ဘုံ၅ပါးလက်ကင်ထားပြီးသမာဓိပညာဖြစ်တဲ့သမထဝိပဿနာတရားကိုကြိုးစားအထုတ်ကြရန်ဟောပြောဆုံးမတော်မူခဲ့လေတည်းကျေးဇူးရှင်ဆွမ်းလုံးကူကြောင့်ဆရာတော်ဖျားကြီးဟောကြားလေးရှိတော်သမထဝိပဿနာတရားအားထုတ်ပုံနှိတ်တီးမေးဒါယကာကြီးဒါယကာမကြီးတို့တဏှာခီးမှမျောနေရတာမစင်းရဲကြပေဘူးလားဖြေမှန်လားပါဗျာအလွန်ပဲစင်းရဲလာပါတယ်ဗျာမေးစင်းရဲကြရင်ချမ်းသာကိုမလိုချင်ကြပေဘူးလားဖြေမှန်လားပါဗျာချမ်းသာကိုအလွန်ပဲလိုချင်ကြပါတယ်ဗျာအေးချမ်းသာကိုလိုချင်ကြရင်အမိနဲ့အဖကိုတတ်ရမယ်တိုင်းပြည်အုပ်ချုပ်တဲ့ပြည်ရှင်မင်းကြီး2ပါးကိုလည်းတတ်ရမယ်တရှူတစ်ကြိမ်2ယောက်ကိုလည်းတတ်ရမယ်လူတော်မိဘ2ပါးကတော့ကျေးဇူးကြီးလာ၍တစ်ကြိမ်တတ်ယုံများနဲ့မသေးနိုင်4ကြိမ်တိုင်တတ်မှသေးတယ်မိဘ2ပါးဆိုတာတဏှာနဲ့မာနကိုဆိုတယ်ပြည်ရှင်မင်းကြီး2ပါးဆိုတာတတ္တရဒိဋ္ဌိနဲ့ဥစ္စေတာဒိဋ္ဌိကိုဆိုတယ်တရှူတစ်ကြိမ်2ယောက်ဆိုတာအတွင်းအာယတနာ6ပါးနဲ့အပြင်အာယတနာ6ပါးကိုဆိုတယ်ချမ်းသာကိုလို၍တတ်ချင်ကြပါမူစန္ဒဂုံမင်းစစ်တိုက်တကဲ့သို့အတွင်းအာယတနာ6ပါးအပြင်အာယတနာ6ပါးရှိသည်တွင်အပြင်အာယတနာ6ပါးကိုရှေးဥစွာတတ်ရမယ်တပ်ပုံမှာရှေးဥစွာဖျားကတော့သီလခံယူမြတ်စွာဘုရားအားမိမိခန္ဓာ5ပါးယုံနာ2ပါးကိုတရားထုတ်ဆဲအခါ၌နိဗ္ဗာန်ကိုရည်မှန်း၍လူဆွမ်းလွန်ယောဂီများကမ္မထမ်းဆရာဖြစ်တော်မူသောဆွမ်းလွန်ကူကြောင့်ဆရာတော်ဘုရားကြီးအားမိမိခန္ဓာ5ပါးယုံနာ2ပါးကိုတရားထုတ်ဆဲအခါ၌နိဗ္ဗာန်ကိုရည်မှန်း၍လူတန်းမှာ31ဘုံ၌ကျင်လည်နေကြကုန်သောဝိနည်းတတ္တဝါအပေါင်းတို့အားမေတ္တာပို့အမျှဝေအချိန်မပိုင်းနှင့်မိမိသက်စွမ်းနိုင်သမျှအားထုတ်ပါဣရိယာပုဂ္ဂိုလ်လည်းကြာမြင့်စွာမပြောင်းလဲပဲနေနိုင်မိဣရိယာပုဖြစ်နေလျက်အာယုံတခြားစိတ်မသွားလေအောင်မျက်စိကိုမိတ်ပြီးနှာဒီဝကာယတကားကထွက်လေဝင်လေကိုမသိဘဲနဲ့မထွက်ရမဝင်ရလေအောင်အာယုံဝိသက်များကင်းကွာအောင်ခပ်ပြင်းပြင်းကလေးအားထုတ်ရှုရှိရမယ်နာရီပြကာယတကားကိုလေတိုးထီတော့သိတဲ့အပေါ်မှာတတိထားထိတိတတိဤ3ချက်တပြိုင်နက်ကြအောင်ကြိုးစားအထုတ်ရမယ်ဤကဲ့သို့တရားထုတ်ဆဲအခါ၌မျက်စိကလည်းတောင်ကြည့်မြောက်ကြည့်မကြည့်တော့ဘူးနားကလည်းဟိုထောင်ဒီထောင်မထောင်တော့ဘူးနှာခေါင်းကလည်းဟိုရှူဒီရှူမရှူတော့ဘူးပါးစပ်ကလည်းဟိုစားခြင်းဒီစားခြင်းမရှိတော့ဘူးကိုယ်ခန္ဓာကြီးကလည်းဟိုသွားခြင်းဒီသွားခြင်းမရှိတော့ဘူးအဲ့ဒီတော့စက္ခုံဒရီတောတိန်ဒရီဂာနိန်ဒရီဇီဝိန်ဒရီကာရိန်ဒရီဆိုတဲ့အိန္ဒြေ5ပါးလုံခြုံနေတယ်အဲ့ဒီလိုလုံခြုံနေတာအိန္ဒြိယတံဝရသီလအစစ်ဖြစ်တယ်အိန္ဒြေဆိုတာအစိုးရတာကိုဆိုတယ်တံဝရဆိုတာ
လောဘဒေါသမောဟစသောကိလေသာတရားများမဖြစ်ရအောင်စောင့်ရှောက်တာကိုဆိုတယ်အိန္ဒြိယတံဝရသီလကိုတရားမထုတ်ဖဲနဲ့ရရှိရန်အလွန်ခဲရင်းတယ်ဤကဲ့သို့တတိကပ်၍ရှူချက်အားထုတ်ပါများလာတော့ကျက်စားနေကြဖြစ်တဲ့အပြင်အာယုံနောက်တို့စိတ်မလိုက်တော့ပဲနာဒီဝကာယတကားမှာတည်ငြိမ်လာပြီးသူတဘောကိုတူဆောင်၍အဖြူအနီအဝါအပြာကျဲရောင်လရောင်နေရောင်ပလဲရောင်စတော့အယောင်အစင်းအလင်းနမိတ်များစသည်အပြင်ပညာအာယုံများပေါ်လာတတ်တယ်ပေါ်လာတော့လဲဆက်မလိုက်နဲ့အာယုံကိုမိမိခန္ဓာကိုယ်ပေါ်ပြန်တင်ရမယ်အဲ့ဒါတရားထုတ်တဲ့ယောဂီပုဂ္ဂိုလ်တို့ဤဖြစ်တတ်တဲ့လမ်းစဉ်တွေပဲအဲ့ဒီလိုအာယုံတခြားစိတ်မသွားပဲနာရီပြကာယတကားပေါ်တွင်ထိမှုတိမှုကိုသာတတိပြုပြီးစိတ်တည်နေလျင်အပြင်အာယတနာ6ပါးခေါ်တဲ့တရှူ6ယောက်ကိုတတ်တည်မြည်တယ်အဲ့ဒီလိုခန္ဓာကိုယ်ပေါ်မှာတတိကပ်ပြီးလိုက်ပါများလာတော့ခန္ဓာကိုယ်ပေါ်တွင်ပူမှုအေးမှုညောင်းညာကြိုက်ခဲမှုစတဲ့ဝေဒနာမျိုးမျိုးဖြစ်ပေါ်လာတတ်တယ်အဲ့ဒီဖြစ်ပေါ်လာတဲ့ပူမှုအေးမှုစတဲ့ဝေဒနာတွေကိုပူမှန်းသိတဲ့အပေါ်တတိထားပူမှုနဲ့သိမှုပြန်၍ချုပ်လိုက်မယ်အေးမှန်းသိတဲ့အပေါ်မှာတတိထားအေးမှုနဲ့သိမှုပြန်၍ချုပ်လိုက်မယ်ပူမှုဝေဒနာတဘောဒီအေးမှုဝေဒနာတဘောတို့မလိုက်ပါကြီးအေးမှုဝေဒနာတဘောကလည်းပူမှုဝေဒနာတဘောတို့မလိုက်ပါကြီးသူတဘောကိုတူဆောင်ကြတယ်ခန္ဓာကိုယ်ဆိုဒီမှာတကူလုံးကိုခြုံ၍ဆိုတယ်အင်္ဂါအစိတ်ပိုင်းတီးတန့်၍မမှတ်ရမိမိခန္ဓာကိုယ်ပေါ်တွင်ထိတော့သိတဲ့အပေါ်တတိထားနေတာဟာသမတနာဉာဏ်လို့ခေါ်တယ်မိမိခန္ဓာကိုယ်ပေါ်တွင်ပေါ်လာတဲ့ဝေဒနာများကိုတတိကလိုက်ပါများလာတော့တမာတိအရှိန်ကောင်းလာသည်နှင့်တန်တတိအစဉ်ကိုမိမိစိတ်ထင်အားဖြင့်မြင်လိုက်မယ်အဲ့ဒီအခါတရားဘူဝရိယဘူတတိဘူတမာတိဘူပညာဘူဒီဟုသောဘူ၅ပါးလက်ကင်ထားပြီးကျိုးပန်းတကုတ်ပွားများအားထုတ်သွားပါလျင်တမာတိကြီးမားသည့်တဲ့ကြီးမားလာတော့မိမိခန္ဓာကိုယ်ပေါ်တွင်အလင်းတက်ကြီးပေါ်လာပြီးမိမိကိုယ်ကိုမှန်ထဲမှမြင်ရပြီးတကယ်တော့မြင်ရတွေ့ရတတ်တယ်ခန္ဓာကိုယ်အင်္ဂါအစိတ်ပိုင်းတို့ဤဖောက်ပြန်မှုကိုတစိတ်တဒေသတော်၎င်းအသားများပဲ့ကြခြင်းပေါက်ပြဲသွားခြင်းမိလောင်ဘူးများကဲ့သို့ဖြစ်၍ပေါက်ပြဲကြခြင်းတော်၎င်းပလဲလုံးကလေးများထွက်တလူတော်၎င်းမိုးရွာချတလူတော်၎င်းမိမိခန္ဓာကိုယ်ပေါ်တွင်တွေ့ရတတ်တယ်အဲ့ဒီနောက်တမာတိအားကောင်းလာသည်နှင့်မိမိခန္ဓာကိုယ်ပေါ်တွင်ဖြစ်ပျက်မှုဝေဒနာကိုတတိကပ်လိုက်ပါများလာတော့ဥရိယပယဉာဏ်အမြင်တန်လာသည်နှင့်ဝေဒနာတင်ညာမှဝေဒနာပညာဖြစ်ပြီးမိမိခန္ဓာကိုယ်မွေးတွင်ပေါက်ကမိခတ်နဲ့မိခတ်ကြောက်ခတ်လိုက်တဲ့အခါမိပွင့်တော်မိပွင့်ပမာကဲ့သို့ဖွာဖွာနဲ့တွေ့မြင်ရတဲ့အပြင်စိတ်စေတသိက်ရုပ်တို့ဤဖောက်ပြန်မှုဖြစ်ပျက်မှုများကိုလည်းပိုင်နိုင်ခြားကြီးသိမြင်လာလိမ့်မယ်အဲ့ဒီတော့မှငါမှခြေလက်စတော့တရဏီမရှိပရမတ္တတဘောဓာရှိပါကလားဟုမိမိဉာဏ်မှာသိမြင်၍လာလိမ့်မယ်တလောကလုံးပုဂ္ဂိုလ်တ attva ယောက်ျားမိန်းမလူနာမြမရဲ့လို့ဆွဲလန်းထားကြတာဟာအမှန်ကိုမမြင်ရသေးလို့ပဲအမှန်ကိုသိမြင်ရတော့ဘာမှမဟုတ်တဘောတရားတက်တွေပါကလားလို့ယောဂီပုဂ္ဂိုလ်ဤဉာဏ်မှာအမှန်ကိုသိမြင်လာတော့တဘောပေါ်တဘောကြပြီးယရဏသုံးပါးကိုရှေးခါထက်ပုံမယုံကြည်ခြင်းကြည်ညိုခြင်းများဖြစ်လာတတ်တယ်အဲ့ဒီအခါကြတော့မှအတွင်းအာယတနာတရှူ6ယောက်ကိုတတ်တည်မြည်တယ်ဤမှစ၍တတ္တရာဒိဋ္ဌိဥစ္စေတာဒိဋ္ဌိနှစ်ပါးကိုပယ်ရီမြည်တယ်လို့တော့အမြင့်တော့မပြတ်သေးမိမိခန္ဓာကိုယ်ပေါ်မှာဝေဒနာကိုတတိနဲ့သုံးတတ်ပြီးငြိမ်သက်တည်ကြည်နေတာကသီလတည်ကြည်ပြီးအလင်းရောင်ကိုထွန်းပြတာကတမာတိစိတ်စေတသိက်ရုပ်ဟုဆိုရတော့ယုံနာနှစ်ပါးပရမတ္တဓာတ္တတဘာဝတရားအစစ်ကိုမြင်၍ဝေဖန်တာကပညာအဲ့ဒါကိုသီလသမာဓိပညာတိက္ခာ၃ပါးလို့ခေါ်တယ်အဲ့ဒါလောကီသီလလောကီသမာဓိလောကီပညာတာရှိသေးတယ်ကျေးဇူးရှင်ဆရာတော်ဘုရားကြီးကဝိတ္တုဒ္ဓိနဲ့ရှင်ပြဒီမှာဝေဒနာပေါ်တတိကပ်ပြီးလိုက်နေစဉ်အိန္ဒြေ၅ပါးလုံခြုံသည်ဖြစ်၍သီလဝိတ္တုဒ္ဓိသီလစင်ကြယ်တယ်ဝေဒနာပေါ်မှာစိတ်တည်နေတော့စိတ်တဝိတ္တုဒ္ဓိစိတ်စင်ကြယ်တယ်သီလကလည်းစင်ကြယ်စိတ်ကလည်းစင်ကြယ်တော့မှန်တာမြင်ရတာပေါ့မှန်တာမြင်တယ်ဆိုတာဘလို့တုံးလို့မေးတယ်ဆိုပါတော့မိမိခန္ဓာကိုယ်မွေးတွင်ပေါက်ကမိခတ်နဲ့မိခတ်ကြောက်ခတ်လိုက်တော့မိပွင့်ကလေးတွေဖွာနဲ့မြင်ရတယ်လို့မြင်ရတယ်အဲ့ဒီလိုမြင်ရတော့ငါမှခြေလည်းမရှိလက်လည်းမရှိကိုယ်လည်းမရှိခန္ဓာကိုယ်ကြီးသုံးသွားတယ်အဲ့ဒီတော့အမြင်စင်ကြယ်တယ်အဲ့ဒါဒိဋ္ဌိဝိတ္တုဒ္ဓိလို့ခေါ်တယ်အဲ့ဒီလိုမြင်ရတော့ဟုတ်ပါပြီတဲ့မှန်ပါပြီတဲ့ဟု
ဖျားကိုယုံကြည်ခြင်းတရားကိုယုံကြည်ခြင်းတန်ခါကိုယုံကြည်ခြင်းများဖြစ်လာတယ်အဲ့ဒီတော့ယုံမှားကင်းသွားတာပေါ့အဲ့ဒါကင်္ကာဝိတရဏဝိတုဒ္ဓိလို့ခေါ်တယ်ဝေဒနာတင်ညာမှဝေဒနာပညာဖြစ်အောင်ဇွဲတန်တန်နဲ့ဆက်လက်အားထုတ်သွားပြန်တော့ရှေးကမကြုံဘူးမတွေ့ရဘူးတော့အလွန်ကြည်လင်တန်ရှင်းတဲ့အယောင်အလင်းနှစ်သက်ခြင်းငြိမ်သက်ခြင်းများဖြစ်ပေါ်လာတတ်တယ်အဲ့ဒါဝမ်းသာနေစရာမဟုတ်ဘူးဝမ်းသာမနေနဲ့တွေ့တာမနေနဲ့ကြည်လင်တန်ရှင်းအယောင်အလင်းနှစ်သက်ခြင်းများကိုတွေ့တာနေပါကအန္တရာယ်10ပါးတဲ့နစ်နေတတ်တယ်အဲ့ဒီရောက်အောင်ဟာလဲအလွန်ခက်ခဲရင်ရင်ကြိုးစားအထုတ်ပါမှရောက်နိုင်တာဒါတွေဟာတွေးရမဲ့လမ်းစဉ်တွေပဲအဲ့ဒါကိုပင်နိကန်းတိလို့ခေါ်တယ်အဲ့ဒီနိကန်းတိလို့ခေါ်တဲ့အယောင်အလင်းနှစ်သက်ခြင်းငြိမ်သက်ခြင်းများကိုပယ်လိုက်နိုင်တော့ဇောကညီမြ၍မနောဒွါယဝိဇ္ဇံဖြစ်ပြီးနောက်သင်္ခါရုပ္ပခဉာဏ်ဖြစ်ပေါ်လာလိမ့်မယ်ထိုသင်္ခါရုပ္ပခခေါ်တဲ့ပရိကံဥပ္ပဇာအနုလုံဇောများကကိလေသာတရားတို့ကိုကင်းစင်သွားအောင်ပြုပေးတော့ဂုတ္တဘူကနိဗ္ဗာန်ကိုတင်ညာပေးလိုက်တာနဲ့ဂုတ္တဘူတင်ညာတို့လိုက်၍၎င်းဂုတ္တဘူတင်ညာပေးတော့နိဗ္ဗာန်ကိုအမိတန်ကဲတဟဲပြုပြီးမက်ကအနုတ္တယကိလေသာကိုပယ်ပါရောအဲ့ဒီတော့မှပြည့်ရှင်မင်းနှစ်ယောက်နဲ့တူတော့တတ္တရဒိဋ္ဌိဥစ္စေတာဒိဋ္ဌိကိုအလင်းတတ်တည်မြည်တယ်အမိအဖနဲ့တူတဲ့တဏှာနဲ့မာနကတော့ကျေးဇူးအလွန်များလာတော့ကြောင့်တစ်ချိန်ဤတတ်ယုံနဲ့မသေး၄ချိန်တတ်မှတာသေးတယ်တတ်လူကတတ်ကြပြီတော့ဒါနဲ့ဆက်ဟောအောင်မယ်ဥပမာနလန်ထကစားလူတယောက်ဟာအညီအဟောက်လဲစားခြင်းပတ်စံကလည်းမရှိတော့မြေကမ်းသားလျှောက်သွားရင်လက်ကြီးတစ်ကောင်တွေ့တယ်ဆိုပါတော့လက်ကြီးတွေ့တော့ဟာနေရာကျလိုက်လေဒီလက်ကြီးတော့ဖမ်းမှပဲဆိုပြီးရေစက်ဆင်းဖမ်းတာပေါ့ဖမ်းတော့လူကလည်းနလန်ထစအာရင်ကလည်းမရှိတော့ဆိုတော့လက်ကြီးကယုံလိုက်လူကဆွဲလိုက်နဲ့နောက်တော့လက်ကြီးနောက်တာလူပါသွားပါရောဒါနဲ့တဖြည်းဖြည်းခြေစစ်ကဒူးစစ်ကပေါင်ရင်ကရင်ကောင်းကပါဇက်အထိရင်နဲ့ထဲရောက်သွားတယ်ဒီတော့မှဟေးလက်ကြီးနင်းတခါလွတ်ငါ10ကလွတ်ဆိုပြီးလွတ်လိုက်ရတော့တယ်ခုလေတရားလာအားထုတ်တဲ့ပုဂ္ဂိုလ်ဆိုရင်ဘုန်းကြီးတို့ကတော့မပြန်စေခြင်းဘူးပေါ့ဒါပေမဲ့လက်ကြီးလိုပဲနင်းတခါလွတ်ငါ10ကလွတ်ဆိုတယ်လို့လွတ်လိုက်ရတာပေါ့အဲ့ဒီလိုပဲတတ္တဝါတွေတန်တရားရင်ကြောမှာမျောနေကြတာကိုမြင်နေရလို့မကြည့်ရနိုင်တာနဲ့ဘုန်းကြီးကတော့လက်လန်းမိတဲ့လူလက်လန်းဆွဲဝေးတဲ့လူကျိုးပစ်ပေးဝါပစ်ပေးနေပေါ့အဲ့ဒါနဲ့မှလက်လဲလမ်းမဆွဲကျိုးဝါလဲမကင်ကြဘူးဆိုရင်ကိုထိုင်နဲ့ကိုကံကျိုးစား၍တာခံကြပြီတော့ဘုန်းကြီးနောက်ဆုံးတတိပေးစကားပြောလိုက်ရအောင်မယ်ခကြီးသွားတဲ့တငယ်ချင်းနှစ်ယောက်ဟာဟင်းကောင်းကလည်းစားခြင်းဝယ်လို့ကလည်းမစားနိုင်လေတော့တငယ်ချင်းရေမင်းနဲ့ငါစိတ်ကြွေးပြီးစိတ်စားရအောင်လို့ပြောတယ်ဆိုပါတော့ဒီတော့တယောက်ကအေးကောင်းတယ်ကိုင်ကြွေးกว่าလို့ပြောတယ်ဒီတော့တယောက်ကကိုင်ကြွေးတော့မယ်ကြက်သားဟင်းกว่าအာရပါရစားလိုက်စမ်းပါတငယ်ချင်းရဲ့လို့ဆိုတဲ့နောက်တယောက်ကအောင်မှာကောင်းလိုက်တာတငယ်ချင်းရဲ့ဒါနဲ့ကြက်ကောင်လုံးကျော်ဝက်သားဟင်းအစရှိဒီတို့ကိုဆက်ကြွေးတာပေါ့ကြွေးလို့ဆုံတော့ကိုင်မင်းဝရင်ငါ့ကိုတလဲကြွေးအောင်လို့ပြောတယ်ဒါနဲ့နောက်တယောက်ကကိုင်စားလိုက်စမ်းစင်ပေါင်ကျော်ကြီးအောင်မဲ့ထုံဖြင်းနဲ့တဲကောင်းกว่าပေးအောင်လေလို့ဆိုတော့ကိုအောင်မဲစားပါအောင်စင်ပေါင်ကျော်ကြီးกว่าလို့ဆိုတဲ့အဲ့ဒီလိုပဲဘုန်းကြီးကလည်းစင်ပေါင်ကျော်ကြီးကျွေးလိုက်ရအောင်မှာပေါ့ထီတော့တိတဲ့အပေါ်မှာတတိထားနေတာဟာတမတနာဉာဏ်လို့ခေါ်တယ်တမတနာဉာဏ်ကိုဖရာအစရှိတော့အရိယသူတော်ကောင်းတို့ဟာပရိနိဗ္ဗာန်ပြုမှပဲလွတ်ကြတယ်ဒါယကာမကြီးတို့လည်းတွားနာလို့မစားဘဲနဲ့မနေကြနဲ့ကျူးစားပြီးဝါကြပြီတော့ဟုတတိပေးဆုံးမတော်မူသည်ဘီလုံးငယ်ဝိထုရှေးအခါကတောအုပ်တစ်ခု၌ဘီလုံးငယ်မတစ်ကောင်ရှိတဲ့၎င်းငယ်မကြီးမှာသားငယ်ကလေးတစ်ယောက်ရှိတဲ့တနေ့တနေ့ဘီလုံးငယ်မကြီးကလူကလေးသားကြီးမောင်ရဲ့အမေအစာရှာသွားကြည့်ဦးမယ်အမေစကားနားထောင်တော့ဟောဒီနွားချေရခွက်ထဲကဘဲမှမထွက်လေနဲ့လို့အတန်မှားပစ်ခဲ့တဲ့သားငယ်ကလေးမှာအမိအစာရှာသွားကြိုက်နွားချေရခွက်ထဲမနေပဲအပြင်ဘက်ထွက်ကျက်စားတာပေါ့ကျက်စားတော့သိန်းဆိုးနဲ့တွေ့ပြီးသိန်းဆိုးလက်တို့ပါသွားတဲ့ငှက်ကလေးကသိန်းဆိုးဤခြေထောက်ကြားကနေပြီးအမေစကားနားမထောင်လို့သိန်းဆိုးလက်တို့ပါရတာနားထောင်ရင်ဤသိန်းဆိုးလက်တို့ပါမည်မဟုတ်ဟုစကားဆိုတဲ့အောင်မဲစကကြီးစကဲကျဲအတင်းအမေကဘလို့မှားခဲ့တယ်လဲနွားချီရခွက်ထဲမှာနေမထွက်လေနဲ့လို့မှားခဲ့တယ်။ကိုင်တာဖြင့်အတင်းနေရာငါပြန်ပို့မယ်
ကောင်းပါပြီပို့တာပို့ပါသိန်းစိုးကငဲ့ငယ်ကလေးကိုနွားချရာခွက်တို့ပြန်ပို့တဲ့ထိုအခါငဲ့ငယ်ကလေးကအတင်သိန်းစိုးကိုင်ငါ့ကိုအတင်တတ်နိုင်သေးရဲ့လားလို့စကားဆိုတဲ့သိန်းစိုးကတဟုန်တည်းထိုးတုပ်လိုက်ရာနွားချရာခွက်ခယောင်းကျွန်နဲ့သိန်းစိုးဤရင်အောင်စောင့်မိပြီးတေဆုံးခြင်းတို့ရောက်ရရှာတဲ့ဘီလုံးငယ်မကြီးကပြင်းငိန်တွေစေတသိက်နဲ့တူတယ်နွားချရာခွက်ကခန္ဓာကိုယ်နဲ့တူတယ်ငဲ့ငယ်ကလေးကတော့စိတ်နဲ့တူတယ်သိန်းစိုးကယူပါယုံတရားယုံဂန္ဓာယုံယတာယုံဖောတဘာယုံဆိုတဲ့အာယုံ၅ပါးကာမဂုဏ်တရားကိုခေါ်တယ်ထိုဥပမာအတိုင်းပဲဖတ္တပစ္စယဝေဒနာပစ္စယဝေဒနာတွင်ထားတဏမကူးစေနဲ့တဏကူးရင်သိန်းစိုးနဲ့တွေ့လိမ့်မယ်အမိစကားနားထောင်ကြပါကုန်ဉာဏ်မျိုး၅ပါးတရားတော်ဉာဏ်မျိုး၅ပါးအကြောင်းဟောတော်မူပါဖျားဒကာကြီးဒကာမကြီးတို့မှတ်သားပြောဆိုခေါ်ဝေါ်နေကြတဲ့ရင်မီမင်းခိုးတူမချစ်မနစ်တဲ့တော်တူရဲ့လို့ဉာဏ်မျိုး၅ပါးရှိတယ်မဟုတ်လားရှိပါတယ်ဖျားအဲ့ဒီ၅ပါးဟာအပြင်ဉာဏ်မျိုးတာဖြစ်ပြီးတဘဝတစ်ခါလောက်တာနှိမ့်ဆက်နိုင်ကြတယ်ဘုန်းကြီးဟောမဲ့ဉာဏ်မျိုး၅ပါးကတော့တဘဝတစ်ခါလောက်နှိမ့်ဆက်တတ်တာမျိုးမဟုတ်ဘူးတတန်နေရာလုံးနေညမစဲတတဲတဲဖြစ်ပေါ်ပေါက်ဖွာနှိမ့်ဆက်နေကြတဲ့ဉာဏ်မျိုး၅ပါးကိုဟောမယ်ဒါကြောင့်ရေဆိုတာကမနှောရည်ရင်ပဲမနှောရည်ရင်ဟာအာယုံနောက်တကောက်ကောက်လိုက်ပြီးတွင်ယူစည်းကြနေလို့တဘွားပြီးတဘွားတိမ်ပြီးတိမ်ဆိုတယ်လို့တဏှာအစအဆုံးမရှိအကျိုးပေးတတ်သောတတ္တိရှိခြင်းကြောင့်ယန္တုတပါးလို့ခေါ်တယ်မီးဆိုတာကလောဘမီးဒေါသမီးမောဟမီးကိုဆိုတယ်အဲ့ဒီမီးတွေဟာဘလောက်ဆိုးတယ်လဲဆိုရင်တတ္တဝါတွေအားလုံးကိုတတန်တရားလုံးအမြဲမပြတ်ဒလဇက်လောင်ကျွမ်းညင်ပန်းနှိမ့်ဆက်တတ်တဲ့တတ္တိရှိခြင်းကြောင့်ကြောက်เสียကောင်းသောယန္တုတပါးလို့ခေါ်တယ်မင်းဆိုတာကယခုလောကမှာပြည်ပိုင်အစိုးရကသတ်မှတ်ထားသောဥပဒေကိုကျူးလွန်ခဲ့တော့ကျူးလွန်သူတာထောင်ဒဏ်သေဒဏ်ဆိုတယ်လို့ထိုက်တန်တလောက်အပြစ်ပေးခံရတယ်မဟုတ်လားဘုန်းကြီးဟောမဲ့မင်းကတော့ကံစိတ်ဥဒုအာဟာရဆိုတဲ့တရား၄ပါးပဲဒီတရား၄ပါးကတော့အင်မတန်တရားတယ်ဘယ်သူကမှမျက်နာမလိုက်ဘူးတတန်နေရာလုံးအစအဆုံးမရှိနှိမ့်ဆက်တတ်သောတတ္တိရှိတယ်တခါမောင်ကံမောင်စိတ်မောင်ဥဒုမောင်အာဟာရတို့ဖောက်ပြန်လိုက်မှဖြင့်တတ္တဝါတွေအားလုံးအလူအလဲခံကြရတယ်ဒါကြောင့်ကြောက်เสียကောင်းသောယန္တုတပါးလို့ခေါ်တယ်ခိုးတူဆိုတာကတော့မျက်စိကခိုးနားကခိုးနှာခေါင်းကခိုးလျှာကခိုးခန္ဓာကိုယ်ကလည်းခိုးဆိုတယ်လို့တဏှာဘဝအဆက်ဆက်တိုင်းအမြဲမပြတ်ဒလဇက်ခိုးယူပေါင်းတင်တတ်သောတတ္တိရှိခြင်းကြောင့်ကြောက်เสียကောင်းသောယန္တုတပါးလို့ဆိုတယ်အဲ့ဒါကြောင့်မမြင်ခြင်းနဲ့မကြားခြင်းနဲ့မသိခြင်းနဲ့ရှင်သုံးခြင်းရှောင်ဖို့ဘုန်းကြီးခဏဟောတယ်မဟုတ်လားဟောပါတယ်ဖျားမြင်ခြင်းကြားခြင်းသိခြင်းကြရင်တဏှာရှိတတ်တယ်မချစ်မနစ်တဲ့တော်သူဆိုဒီကဒကာမတို့ဇာတိဖြစ်ရင်ဇေယဗျာတိမရဏဆိုတဲ့ဥခြင်းနာခြင်းသေခြင်းများကိုဖြစ်ချင်ကြသလားမဖြစ်ချင်ပါဖျားမဖြစ်ချင်တော့လဲဇာတိရမှဖြင့်ဟိုအားလိမ့်မယ်နားအားလိမ့်မယ်သေအားလိမ့်မယ်ဥခြင်းနာခြင်းသေခြင်းဆိုတာတွေနဲ့ပေါင်းတင်ဆက်ဆံရအောင်ပါပဲချစ်ရောချစ်သလားမချစ်ပါဖျားမချစ်တော့လဲဇာတိဖြစ်မှဖြင့်သူတို့နဲ့ပဲချစ်ရအောင်ပါပဲမချစ်ခင်မနစ်သက်ပင်မဲ့ဘယ်ဘဝတန်နေရာကစပြီးချစ်ခင်ပေါင်းတင်လာခဲ့ကြရမှန်းမသိဘူးအဲ့ဒါကြောင့်အပယေဟိတံပယောဂောဒုက္ခောလို့မြတ်စွာဘုရားကိုတော်မြတ်ကြီးကဟောတော်မူတယ်ဒါကြောင့်ဥခြင်းနာခြင်းသေခြင်းဆိုတဲ့မချစ်ခင်မနစ်သက်သောတရားတွေနဲ့ချစ်ခင်ပေါင်းတင်ရခြင်းဒီကြောင်းမဲ့ဖွယ်ကောင်းသောယန္တုကြီးတစ်ပါးလို့ဆိုတယ်အဲ့ဒါယန္တုမျိုး၅ပါးပါပဲတဏှာလေကြောင်းနဲ့ပြတ်ကြောင်းတရားတော်မသိလို့လူခြင်းလို့ဆွဲလန်းတော့ပြုလုပ်တော့ရရှိတော့ခံကြပေတော့တပည့်တို့မခန္ဓာမှန်ပါပြီဒီတရားခန္ဓာလျင်တဏှာကြောမှာမျောလိမ့်အများမသိတာကအဝိဇ္ဇာဆိုတဲ့မောဟလူကျင်တာကတဏှာဆိုတဲ့လောဘဆွဲလန်းတာကဥပါဒံ၎င်းတရား၃ပါးနဲ့ပြည့်စုံတော့လူနတ်ပြမှာတထေးကြီးတကြွယ်ကြီးလောကအထက်တန်းစားဖြစ်ချင်တာပေါ့ဤကဲ့သို့ဖြစ်ချင်တော့ကြောင်းကြတောင်းတပြီးပြုလုပ်တယ်ဆိုပါတော့အဲ့ဒီလိုပြုလုပ်တော့ရရှိတယ်ဘာကိုရရှိတယ်လဲဆိုရင်ဇာတိကိုရရှိတယ်ဇာတိကိုရရှိမှဖြင့်မအိုခြင်းမနေရမနာခြင်းမနေရမသေးခြင်းမနေရဇာတိဆိုတဲ့ဝိကောင်ကြီးရရှိမှဖြင့်ကြိုးစားပြီးခံကြဖို့ပဲခံကြပြီတော့တပည့်တော်တို့မှာဝိစင်းရဲကိုထိုဘဝကခံခဲ့ကြရလေပြီးဖြစ်တော့ကြောင့်မခံခြင်းဘူးဆိုပါတော့
မခံခြင်းရင်သီလသမာဓိပညာတိက္ခာ3ပါးနဲ့ဖရာတရားတန်ခါယရဏ3ပါးဥထိတ်ထားပြီးဝိပဿနာတရားကိုပွားများအားထုတ်ကြဤကဲ့သို့ခန္ဓာကိုယ်ပေါ်ကသမာဓိတရားကြောင့်ဖြစ်ပေါ်လာသောဝေဒနာကိုတတိနဲ့လိုက်ပြီးသုံးတတ်တော့မိမိစိတ်မှာမခံတာတော့သဘောဖြစ်လာတယ်အဲ့ဒါကြောင့်မခံတာမှန်ပါပြီဒီတရားခန္ဓာလင်တဏှာကြောမှာမျောလိမ့်အများလို့ဆိုသည်မိမိခန္ဓာကိုယ်ပေါ်မှာဖြစ်ပေါ်လာတဲ့ဝေဒနာကအကျိုးတရားဒုက္ခသစ္စာ၎င်းအကျိုးတရားဒုက္ခသစ္စာတရားကိုဝိပဿနာရှုတော့နာကျင်ကြိုက်ခဲ၍မခံတာတော့ကြောင့်ခန္ဓာအောင်လွတ်ပစ်လိုက်တယ်လွတ်ပစ်လိုက်တော့ဝေဒနာချုပ်ပြောက်သွားတယ်ခန္ဓာတော့အမှန်မမြင်တော့ယထဗုဒ္ဓဟုတ်မှန်တော့ဉာဏ်ကိုမရဤကဲ့သို့မရတော့ကြောင့်တဏှာဝိထဲမှာတလဲလဲခံနေရတယ်ဤကဲ့သို့ဒုက္ခသစ္စာဖြစ်သောဝေဒနာကိုဘုံ၅ပါးလက်ကင်ထားပြီးသုံးသပ်လိုက်တော့သူတဘောသူဆောင်ပြီးတဏှာလုံးကမတွေ့မမြင်ဘူးတော့ယုံ nant ခန္ဓာသင်္ခါရတရားကိုတွေ့မြင်ရရောအဲ့ဒီတော့မှဆွဲလန်းတဲ့အယူဟာပြုတ်တင်တဲ့လောက်ပြုတ်ပြီးချမ်းသာတင်တဲ့လောက်ချမ်းသာလိမ့်မယ်အဲ့ဒီတော့မှရှိသောအရိယာသူတော်ကောင်းကြီးတွေဟာထိုဝိဆင်းရဲကြီးကိုကြောက်၍တရားကိုအားထုတ်ခြင်းကြောင့်ယထဗုဒ္ဓဉာဏ်ကိုရရှိ၍အမှန်ချမ်းသာပြီးဝိဆင်းရဲကိုမလိုခြင်းတော့မပြုလုပ်တော့မရတော့မခံရတော့ချမ်းသာတာလို့ထို့အတူခိုးအားကြပြီးပြုလုပ်ပါမူအမှန်ကိုပိုင်းပိုင်းခြားခြားသိမြင်ရပါမူဝိဖြစ်ကြောင့်အလုပ်ကိုမလုပ်တော့မရတော့ချမ်းသာသည်အဲ့ဒီနှစ်လမ်းကိုကြိုက်ရလမ်းသွားကြပြီတော့1မြင်တာကိုတင်ညာဖုံးတော့တင်ညာကိုသင်္ကာရှင်းမှသင်္ကာကင်းမယ်2မြင်တာကိုတင်ညာဖုံးတော့တင်ညာကိုသင်္ကာမရှင်းကသင်္ကာမကင်းဘူးကဲမြင်တာတင်ညာဖုံးဆိုတာတခြားမဟုတ်ဘူးမျက်စိကမြင်ုံတာရှိတာလှပတင့်တယ်လူချင်းတယ်ဆိုတာကတင်ညာခေါ်တယ်၎င်းတင်ညာကိုသင်္ကာမရှင်းတော့ဆွဲလန်းမှုတန်တရားမကင်းဘူးသင်္ကာရှင်းပုံမှာမျက်စိကမြင်ုံတာမြင်တယ်လှပတင့်တယ်လူချင်းတယ်ဆိုတာကတင်ညာဟုပညာကဆုံးဖြတ်တော့မလိုချင်ဘူးမလိုချင်တာကိုသင်္ကာရှင်းတယ်လို့ဆိုရတယ်ဥပမာဆိုရင်တနည်းအားဖြင့်ဘဲမွေးသောယောက်ျားနဲ့တူတယ်ဘဲမွေးသောယောက်ျားသည်ကျက်မဥသောအခါကျက်ဥကိုယူ၍ဘဲဥကိုထည့်ထားသည်ကျက်မကဘဲဥကိုဝေးရသဖြင့်ပေါက်ချိန်တန်သောအခါဘဲကလေးတွေပေါက်၍လာ၏ကျက်မကြီးကမိမိသားပင်မှတ်ထင်၍အစာရဲ၍ကျွေးခြင်းစောင့်ရှောက်ခြင်းတို့ကိုပြုလုပ်၏ဘဲတတ္တဝါသည်ရေ၌ကျက်စားသည်ဖြစ်၍တဏီသောအခါရေတို့ဆင်း၍ကျက်စားလေတော့အမိဖြစ်သောကျက်မကြီးကရေတို့မဆင်းနိုင်ကုန်းပေါ်ကမှိုင်ပြီးငါသားတွေငါသမီးတွေလာခဲ့ကြလို့အော်နေတာဟာသင်္ကာမရှင်းတာနဲ့တူတယ်ဘဲမွေးသောယောက်ျားကတင်ညာနဲ့တူတယ်တင်ညာနဲ့တူသောယောက်ျားကကျက်မကိုယူ၍ဘဲဥကိုလိန်ထည့်ထားတော့လောဘနှင့်တူသောကျက်မကြီးဟာငါဟာဟုထင်မှတ်ဆွဲလန်းပြီးစောင့်ရှောက်ရသည်ဖြင့်ပင်ပန်းဆင်းရဲခြင်းခံရတယ်ဘဲတတ္တဝါကတော့ပရမတ္ထတဘာဝနဲ့တူတယ်ငါဟာလို့မှတ်ထင်ပြီးငါသားငါသမီးတွေလာကြလို့ကုန်းပေါ်ကရင်ကွဲအောင်ကြော်ပြီးခေါ်ညာတော့လဲပရမတ္ထတဘာဝနဲ့တူသောဘဲကလေးတွေကသူတို့ကျက်စားနေကြအာယုံတဘောဖြစ်တော့ကြောင့်ကျမကြီးထံလာခြင်းမလာမယ်အဲ့ဒီတော့ကျမကြီးမှာဒုက္ခရောက်ရတယ်ဘာကြောင့်ဒုက္ခရောက်ရတယ်လဲဆိုတော့သင်္ကာမရှင်းတတ်လို့ရောက်ရတယ်ဒါကြောင့်မြင်တာတင်ညာဖုံးတယ်တင်ညာသင်္ကာမရှင်းကသင်္ကာမကင်းဘူးလို့ဆိုတယ်အဲ့ဒါကြောင့်မြင်တိုင်းကြားတိုင်းလက်တိုင်းနာတိုင်းတွေးထိတိုင်းတို့၌ကာယတကားဝကတတိနှင့်ဆောင်၍တတ်သွားပါကတင်ညာဥပ္ပမဖြစ်တော့ပဲအမှန်ကိုသိမြင်လာလိမ့်မယ်အဲ့ဒီအမှန်တရားဒီပရမတ္ထတဘောပဲပရမတ္ထတဘောတရားဆိုတာဖြစ်ပျက်ခြင်းတဘောကိုဆိုတယ်ရှင်းနဲ့နောက်ဟာမတူပါစင်လာဖြစ်ပျက်မှုဆိုသည့်အတိုင်းငါအလိုမဟုတ်သူတဘောသူဆောင်တဲ့တဘောတရားတက်ပါကလားလို့သိတယ်နဲ့တပြိုင်နဲ့သင်္ကာရှင်းတော့တာပဲအဲ့ဒီတော့မှတဘောပေါ်တဘောကြလာလိမ့်မယ်ဒါကြောင့်မြင်တာကိုတင်ညာဖုံးတယ်တင်ညာသင်္ကာရှင်းတော့သင်္ကာကင်းတယ်အရှိကိုကျင်မရှိကိုမြင်တတ်သည့်ပုထုဇဉ်ကံလို့ဆိုတယ်ဥလောကနာထကြွားရောက်၍ဖူးမြော်ခြင်း1373ခုနှစ်ရှင်သာရိပုတ္တရာနှင့်ရှင်မာမောက္ကလံအရှင်မြတ်တို့၏ဓာတ်တော်များပင့်ဆောင်သည့်အဖွဲ့နှင့်အတူရင်းချံမြို့တို့အီတာလျံဖုံးတော်ကြီးဥလောကနာထကြွားရောက်လာ၍ကျေးဇူးရှင်ဆွန်လွန်းကူကျောင်းဆရာတော်ဖျားကြီးထံစုံစမ်းသည့်အနေဖြင့်ဝင်ရောက်ဖူးမြော်လေသည်ဆွန်လွန်းဆရာတော်ဖျားကြီးအားဖူးမြော်ရသည့်ခဏဥလောကနာထတွင်အလွန်ကြည်ညိုသောစိတ်ဖြစ်ပေါ်လာသည်နှင့်ထီချင်း၅ပါးတို့ဖြင့်ရှိခိုးကြော့လေသည်ထိုအခါဆရာတော်ဖျားကြီးအားဖ
ရားစစ်တရားစစ်တန်ခါအစစ်ကိုသိလိုကြောင်းလျှောက်ထားသည်နှင့်ဟောကြားတော်မူသည်မှာဘုန်းကြီးတို့မြတ်စွာဘုရားဟာမစ္စည်းမဒေသကဖြစ်တယ်တိတ္တတကုမာရမင်းသားဟာဘုရားအဖြစ်တို့လူချင်းလို့မိဘသားမယားဆွေမျိုးအားလုံးကိုစွန့်ပြီးတောထွက်သွားတယ်အဲ့ဒီလိုတောထွက်ပြီးနောက်ဘောဓိပင်နဲ့ရွှေပလင်ပေါ်ကြတော့နာတိဝကာယတကားကိုလေတိုးထိတော့တိတဲ့အပေါ်တတိထားပြီးကိုသုံးတက်လိုက်တာပထမအလင်းရတယ်အလင်းရပြီးဖြစ်မှုပြက်မှုကိုမြင်တယ်နောက်တော့တကားစုံကတကားပွင့်သွားတယ်အဲ့ဒီတကားစုံကဘယ်မှာရှိတယ်လဲလို့မေးတယ်ဆိုပါတော့ဘုန်းကြီးတို့ကတော့ဥကောင်းထဲမှာရှိတယ်လို့ပြောမှာပဲဘယ်တကားပွင့်တယ်လဲဆိုရင်မျက်စိနာနှာခေါင်းပါးစပ်ကာယမနအဲ့ဒီတကား6ပေါက်ပွင့်သွားတယ်အဲ့ဒီပွင့်ခြင်းကိုဗုဒ္ဓလို့ခေါ်တယ်ဖျားလို့လည်းခေါ်တယ်ပွင့်ခြင်းလို့လည်းခေါ်တယ်အဲ့ဒီတကားပွင့်သွားတော့တစ္ဆာ၄ပါးကို၄ချိန်မြင်ရတယ်အဲ့ဒီတစ္ဆာ၄ပါးကိုတရားလို့ခေါ်တယ်မက်က၄ပါးဖို့က၄ပါးအပေါင်းကိုတန်ခါလို့ခေါ်တယ်အဲ့ဒါဖျားစစ်တရားစစ်တန်ခါစစ်ပဲဟုဟောတော်မူပြီးဓမ္မစကြာတရားတော်ကိုဆက်လက်ဟောတော်မူသည်ဓမ္မစကြာတရားတော်ကိုနာကြားရပြီးတော့အခါဥလောကနာထသည်အလွန်တရားထက်သည်ဖြစ်၍ဆရာတော်ဖျားနှင့်တွေ့ရတာအမိအဖအကူအမများတို့နှင့်တွေ့ရတယ်လို့ပါပဲဖျားဆရာတော်ဖျားနှင့်နောက်ကောတွေ့ရအောင်မလားဖျားဟုလျှောက်ထားပြန်ရာမတွေ့ရတော့ဘူးဟုအမိန့်ရှိသည်နှင့်ငါပြုလို့မတွေ့ရတော့မှလဲဖျားဟုလျှောက်ထားလေ၏ထိုအခါဆရာတော်ဖျားကြီးကကိုတော်ကဖျားစုပန်ဆိုတော့လူသွမ်းကောင်းကြီးပေါ့တပည့်တော်တို့ကကိုတော်တို့လိုတတ္တိမကောင်းဘူးဒါကြောင့်မတွေ့ရတော့ဘူးဟုပြန်လဲအမိန့်ရှိလေ၏ထို့နောက်ဥလောကနာထသည်ဆရာတော်ဖျားကြီးအားတိစီဝရိတ်သင်္ကန်းနှင့်လူပွဲဝတ္ထုအမျိုးမျိုးတို့ကိုလှူဒန်း၍လျှောက်ထားပြန်ဒီမှာတပည့်တော်ဤမိဘများဟာမိစ္ဆာအယူနှင့်ဘဝတစ်ပါးပြောင်းရွှေ့သွားကြရပါတယ်ယခုလှူဒန်းသောကုသိုလ်ကောင်းမှုကြောင့်တမာအယူရနိုင်ကြပါမလားဖေဟာထိုအခါဆရာတော်ဖျားကအမြပေးဝေလို့တာဓုခေါ်နိုင်ရင်တမာအယူဖြစ်နိုင်ပါတယ်လို့အမိန့်ရှိသည်နှင့်အမြပေးဝေလေ၏၎င်းနောက်အီတာလျန်ဖုံးတော်ကြီးဥလောကနာထသည်ဆရာတော်ဖျားကြီးကကြော်ပြီးလျင်ပြန်ကြွသွားလေ၏ကျေးဇူးရှင်ဆွမ်းလွန်းကူကျောင်းဆရာတော်ဖျားကြီးသည်ရန်ကုန်မြို့ဘောက်ထော်ဆွမ်းလွန်းကူကျောင်းတိုက်ခွဲတွင်တိမ်သမုတ်ရန်ကြွလာတော်မူခြင်းမြင်းချံမြို့ကျေးဇူးရှင်ဆွမ်းလွန်းကူကျောင်းဆရာတော်ဖျားကြီးသည်ရန်ကုန်မြို့မှတပည့်ကြီးဦးတင်ဖေဒေါ်သိန်းခင်ဦးအောင်မြတ်ဒေါ်အေးခင်တို့၏အကြိမ်ကြိမ်ပင့်လျှောက်ထားခြင်းဖြင့်1373ခုတပေါင်းလားပြည့်ကျော်12ရက်နေ့တွင်ဦးတင်ဖေဒေါ်သိန်းခင်ဦးအောင်မြတ်ဒေါ်အေးခင်တို့၏ကျိုးပန်းတကုတ်အားထုတ်၍တည်ထောင်သောဘောက်ထော်ဆွမ်းလွန်းကူကျောင်းတိုက်ခွဲတို့တိုက်အုပ်ဆရာတော်ဦးတော်ပနာနှင့်အတူလေမြန်ဖြင့်ကြွရောက်တော်မူရာလေရင်ကွင်းမှဘောက်ထော်ဆွမ်းလွန်းကူကျောင်းတို့ဝင်းကြီးဟောင်းဥပချံဒေါ်မြကြီးတို့၏ပြင်ဆင်ထားသောမော်တော်ကားဖြင့်ပင့်ဆောင်ခဲ့လေသည်တပေါင်းလားပြည့်ကျော်14ရက်တနင်္လာနေ့ညနေ2နာရီအချိန်တွင်တန်ဃာတော်24ပါးနှင့်တကွတိမ်သမုတ်တော်မူသည်မြင်းချံမြို့ကျေးဇူးရှင်ဆွမ်းလွန်းကူကျောင်းဆရာတော်ဖျားကြီး၏တပည့်ကြီးဖြစ်သောရန်ကုန်မြို့ဂုတလစ်လန်းတိရိမင်္ဂလာကျောင်း၌အနုပြုဆရာတော်ဥကုတလတာမိသည်ကျေးဇူးရှင်ဆွမ်းလွန်းကူကျောင်းဆရာတော်ဖျားကြီးနှင့်တိုက်ဥဆရာတော်ဥတ္တပနာတို့၏စေခိုင်းချက်အတိုင်းတိမ်သမုတ်ရာ၌လိုအပ်သောပြုပယ်ကိစ္စအဝဝတို့ကိုအချိန်မီပြီးစီးအောင်ဆောင်ရွက်ခဲ့လေသည်ဘောက်ထော်ဆွမ်းလွန်းကူကျောင်းတိုက်ခွဲတွင်တည်င်းသုံးနေတော်မူစဉ်ဆရာတော်ဖျားကြီးသည်6ရက်တိုင်ဖူးမြော်ရန်လာရောက်ကြသောဒါယကာမတို့၏အဖူးမြော်အပူဇော်ခံပြီးနေ့ဘက်တွင်တရားဓမ္မဟောပြတွင်တင်ဆုံးမတော်မူ၍ညချမ်းတွင်သမထဥပဒနာတရားများကိုပြသတော်မူသည်နောက်တစ်ခုလဇန်3ရက်တောက်ကြနေ့နံနက်တွင်တဒုသီရိတုဓမ္မစာဥတွင်နှင့်နိုင်ငံတော်လေကြောင်းတည်ယူပို့ဆောင်ရေးအဖွဲ့ဥက္ကဋ္ဌဟောင်းဦးစံသိန်းတို့၏လျှောက်ထားပင့်ဆောင်ချက်အရရန်ကုန်မြို့တာဒနာရိပ်သာတို့ကြွားရောက်တော်မူ၍ဒါကာမအပေါင်းတို့အားတရားဓမ္မဟောပြဆုံးမတော်မူကာတညမြတည်င်းသုံးနေတော်မူပြီးနောက်တစ်ခုလဇန်4ရက်စနေနေ့နံနက်တွင်မြင်းချံမြို့တို့ပြန်ကြွတော်မူလေသည်ပြိဋိနိဗ္ဗာန်ပြုခြင်းရန်ကုန်မြို့မှပြန်ကြွလာတော်မူပြီးနောက်မြင်းချံမြို့ကျေးဇူးရှင်ဆွမ်းလွန်းကူကျောင်းဆရာတော်ဖျားကြီးသည်1314ခုနှစ်ကစုံလပြည့်ကျော်9ရက်စနေနေ့ညနေ9နာရီအချိန်ခန့်တွင်ပြိဋိနိဗ္ဗာန်ပြုတော်မူလေသည်ကျွင်းကြံရစ်သောယုတ်ကလတ်တော်ကိုအလိုတော်အတိုင်းလွမ်းစီဒီဂူတွင်တို့ထက်တွင်ထားရှိခဲ့ရာမှတပည့်အများဖူးမြော်နိုင်ကြစေရန်1314ခုနှစ်
ပေါင်းလဆန်း2ရက်နေ့12နာရီအချိန်တွင်တိုင်းဥဆရာတော်ကိုယ်တိုင်ဦးစီး၍လွမ်းစေတီဂူတွင်မှယုတ်ကလတ်တော်ကိုထုတ်ယူပြီးစံကြောင်းတော်တို့ပင့်ဆောင်ကြလေသည်ကျေးဇူးရှင်ဆရာတော်ဘုရားကြီးပရိနိဗ္ဗာန်ပြုဒီမှတနှစ်ပြည့်မြောက်သော1315ခုကစုံလပြည့်ကျော်9ရက်ညနေ4:55မိနစ်အချိန်တွင်ယုတ်ကလတ်တော်ကိုခိတ္တကင်းဝေးရာစံကြောင်းတော်မှတိဆောက်ဆဲဖြစ်သောကန္နာကုတိဇီတိတော်ကြီးအတွင်းသို့ခန္ဓာတိုက်မြိုက်စွာပင့်ဆောင်ကြလေသည်ကန္နာကုတိဇီတိတော်ကြီးသည်တိုင်းဥဆရာတော်ဥဒ္ဒပနအရှင်သူမြတ်၏နေရောညပါမနေမနာဦးစီးဆောင်ရွက်ကြိုးပမ်းချက်ဖြင့်ညွှန်မှန်းခဲ့သည့်အချိန်အတိုင်းပြီးမြောက်သည်နှင့်ကျေးဇူးရှင်ဆရာတော်ဘုရားကြီး၏မွေးနေ့ဖြစ်သောထိုနှစ်တပေါင်းလဆန်း2ရက်နေ့တွင်တန်ဃာတော်အပါး100ကျော်တို့ဖြင့်ဇီတိတော်အနေကစားတင်ပွဲကြီးကိုကြီးကျယ်ခမ်းနားစွာကျင်းပပြီးစီးခဲ့သည်ကျေးဇူးရှင်ဆရာတော်ဘုရားကြီးယုတ်ကလတ်တော်သည်ပရိနိဗ္ဗာန်ပြုပြီးသည့်နေ့မှစ၍ယခုတိုင်မိတို့မှချုပ်ရင်းခြင်းမရှိပဂတိအတိုင်းချိုသင်းသောအနန္တော်ဖြင့်ကြီးညိုပွဲရာဝိသေတထူးကိုဆောင်လျက်တည်ရှိလေသည်ကျေးဇူးရှင်စွန်လွန်ကူကျောင်းဆရာတော်ဘုရားကြီးပရိနိဗ္ဗာန်ပြုပြီးသည့်နောက်မြင်းချံမြို့စွန်လွန်ကူကျောင်းတိုက်တွင်ကျေးဇူးရှင်ဆရာတော်ဘုရားကြီးတက်တော်ထင်ရှားရှိစဉ်ကစ၍ပရိနိဗ္ဗာန်ပြုတော်မူသည့်တိုင်အသက်ကိုပါအံနှင်း၍အားထားခြင်းခံခဲ့ရသောတိုင်းဥဆရာတော်ဥဒ္ဒပနအရှင်သူမြတ်ဦးစီး၍ကျေးဇူးရှင်ဆရာတော်ဘုရားကြီး၏နိမိတ်တရားအတိုင်းသမထဝိပဿနာတရားများကိုပြသလျက်ရှိပါသည်တဏှာအေးစေတီမဲ့ခေါ်ခြင်းအကြောင်းရင်းကျောင်းတော်တို့ဝင်းကြီးချုပ်ဦးနုရောက်စဉ်ကဒကာကြီးတို့ဖျားတာယကတွေစုံမိတဲ့အခါဟောဒီဇေဒီကြီးကိုဘွယ်ပေးဖို့ရန်တခုတော့အကြံဉာဏ်ပေးခြင်းတယ်ဒကာကြီးဦးနုကဗတ္တကဘာမှာဖျား9စုပွင့်နေဆိုပြီးရန်ကုန်မြို့မှာမုံ9ပေါက်နဲ့ကဘာအေးဇေဒီရဲ့လို့တီးထားတယ်မဟုတ်လားဘုန်းကြီးတို့ဇေဒီကြီးကတော့မုတ်6ပေါက်နဲ့တီးတယ်တို့တပည့်တော်များမုံ9ပေါက်နဲ့တီးပါလျက်အရှင်ဖျားကဘယ်အတွက်ကြောင့်6ပေါက်နဲ့တီးရတယ်လဲလို့မေးဖို့ရှိတယ်ကျေးဇူးရှင်ဆရာတော်ဘုရားကြီးတာတနာပေါင်ရောက်စားကဆရာတော်ကြီးတွေကပု္ပ္ပာမေးကြတယ်ဘယ်လိုမေးပါတယ်လဲဆိုတော့ပရိစ္ဆတ်မုပ္ပတ်တန်ရာဆက်ဟာဘယ်မှာတီးတုံးဆက်တော့ဘယ်ဆက်တုံးဖြတ်တော့ဘယ်ကဖြတ်မှာတုံးလို့မေးကြတယ်ကျေးဇူးရှင်ဆရာတော်ကြီးဒီဇာတိကစွန်းလွန်းရွာသားငယ်စဉ်တောင်ကြီးကလေးတုံးကမိဘများဆင်းရဲလွန်းလို့ကျောင်းကိုမနေနိုင်ဘူးတောသွားပြီးနွားကျောင်းနေရတယ်အဲ့ဒီတော့စာမရေးတတ်ဘူးစာမဖတ်တတ်ဘူးဆိုတာသူတို့သိပါလျက်နဲ့အမေးရှိတော့အဖြေရှိရမှာကူဒီတော့ကျေးဇူးရှင်ဆရာတော်ကြီးကတပည့်တော်သဘောကျတယ်လို့ဖြေပါဆိုရင်ဖြေမယ်ဒီလိုမှမဟုတ်ရင်မဖြေဘူးလို့စကားခံလိုက်တယ်ဒီတော့ဆရာတော်ကြီးများကအရှင်ဖျားသဘောကျတယ်လို့ပဲဖြေပါလို့ပြောကြတော့ဆရာတော်ဖျားကြီးကပရိစ္ဆတ်မုပ္ပတ်တန်ရာဆက်ဟာတတ္တလောကမှာတည်တယ်ဆက်တော့တကားမှာဆက်တယ်ဖြတ်တော့တကားကဖြတ်ရင်ပြတ်တယ်လို့ဖြေလိုက်တယ်တတ္တလောကဆိုတာဘလို့ဟာခေါ်ပါတယ်လဲဆိုတော့တရားအလုပ်ကိုအားထုတ်ကြတဲ့ယောဂီပုဂ္ဂိုလ်များဒီသမာဓိကြီးထွားပြီးလာတော့စိတ်စေတသိက်ရုပ်ဆိုတဲ့တရား၃ပါးမပြတ်တလက်ဆက်ဖြစ်ပြနေတာကိုတတ္တလောကလို့ခေါ်တယ်ဆက်တော့တကားမှဆက်တယ်ဆိုတာကတကားဆိုတာမျက်စိတကားနားတကားနှာခေါင်းတကားပါးစပ်တကားကာယတကားမနာတကားအဲ့ဒီတကားများမှဆက်တယ်စက်ပုံကစက္ခုနဲ့ယူပါယုံပြိုင်တဲ့အခါမှာနှစ်တက်တဲ့ယူပါယုံကိုမြင်ရင်လောဘတဏသမုဒယတစ္ဆာမနှစ်တက်တဲ့အနိဋ္ဌာယုံကိုမြင်ရင်ဒေါသဒုက္ခတစ္ဆာနားကလည်းကောင်းတဲ့တရားယုံကိုကြားရင်လောဘတဏသမုဒယတစ္ဆာမကောင်းတဲ့အနိဋ္ဌာယုံကိုကြားရင်ဒေါသဒုက္ခတစ္ဆာဖျားဟောခဲ့တာကဒုက္ခတစ္ဆာသမုဒယတစ္ဆာမဂ္ဂတစ္ဆာနိရောဓတစ္ဆာလို့ဟောထားတယ်တတ္တဝါတွေကိုအကျိုးပေးနေတာကဒုက္ခတစ္ဆာနဲ့သမုဒယတစ္ဆာနှကောင်းနှပါးတာလှည့်ပြီးအကျိုးပေးနေတယ်အဲ့ဒါတန်နေရပဲဖြတ်တော့လေတကားကဖြတ်ရင်ပြတ်တယ်ဘလို့ဖြတ်ရမလဲဆိုရင်စက္ခုနဲ့ယူပါယုံပြိုင်တဲ့အခါမျက်စိဆိုတာမြင်ုံတာမြင်တတ်တယ်ချောတယ်လာတယ်ဆိုတာတင်ညာပဲသူတကာကနင့်အမေနင့်အမနဲ့ဆဲဆူလိုက်ပြီဆိုပါတော့အမေနှမဆိုတာတင်ညာနားဆိုတာကြားယုံကြားတတ်တာဘာမှမဆိုင်ပဲကလားအဲ့ဒီလိုမြင်တာနဲ့တင်ညာနဲ့ဖြတ်လိုက်ကြားတာနဲ့တင်ညာနဲ့ဖြတ်လိုက်နန္တာနဲ့တင်ညာနဲ့ဖြတ်လိုက်ထိတာနဲ့တင်ညာနဲ့ဖြတ်လိုက်အဲ့ဒီလိုတတိနဲ့ဖြတ်သွားတော့ပြတ်မသွားပေဘူးလားဒါကြောင့်ဒကာကြီးတို့တန်နေရာကိုအဝေးကြီးလိုက်ရှာမနေကြနဲ့တကားမှကတ်လည်နေတယ်ကျေးဇူးရှင်ဆရာတော်ဘုရားကြီးဒီ6ပေါက်တော်တကားတို့တွင်တပေါက်တော်တကားကတတိနဲ့ကပ်ပြီးဖြတ်သွားခြင်းကြောင့်တန်နေရာမှအေးသွားလေပြီဒါကြောင့်ဟောဒီဇေဒီကြီးကိုတ
တန်တရာအေးဇေဒီကြီးလို့ဖွဲ့ပေးရရင်ဂုံနစ်ဒရက်ထတ်တူဟတ်ဆိုပြီးတကဲ့သို့လေးနဲ့ကြန့်ခိုင်ကောင်းမွန်လိမ့်မည်ဟုတဘောရကြောင်းမြင်းချံမြို့စွန်းလွန်းကူကြောင့်တိုက်ဥဆရာတော်ဥသောပနအရှင်သူမြတ်ကမိန့်ရှိတော်မူလေသည်ဤကဲ့သို့တိုက်ဥဆရာတော်အရှင်သူမြတ်မိန့်တော်မူသည့်အတိုင်းဇေဒီတော်မြတ်ကြီးကိုတန်တရာအေးဇေဒီတော်ဟူသောကပီးမော်ကွန်းတတ်မှတ်တော်မူတည်းဤသာလျံဖုံးတော်ကြီးဥလောကနာထဟောကြားချက်များမှကောက်နှုတ်ချက်မြန်မာပြည်တွင်ယဟန္တာအပါ90ခန်းရှိသည်ဟုကြားသိရသဖြင့်ဖူးမြော်လို၍လိုက်လံရှာဖွေခဲ့ရာတွင်မြင်းချံမြို့စွန်းလွန်းကူကျောင်းဆရာတော်ဖျားကြီးကိုတွေ့ဆုံဖူးမြော်ခွင့်ရခဲ့ပါသည်စွန်းလွန်းဆရာတော်ဖျားကြီး၏တရားဒေသနာဟောကြားဆုံးမပုံအမျိုးမျိုးသောလျှောက်ထားချက်များကိုဖြေကြားပုံအနေအထိုင်သွားလာမှစ၍အလုံးစုံတို့သည်ကြီးညိုပွဲရာဂုံတို့နှင့်ပြည့်စုံသည်ဖြစ်၍အများသမုတ်ကြသည့်အတိုင်းယဟန္တာအစစ်ဖြစ်သည်ဟုလိုက်လဲစိတ်ချယုံကြည်ပါသည်ဤကဲ့သို့မြန်မာပြည်တွင်ယဟန္တာအစစ်ပေါ်ထွန်းသည့်အတွက်ကဘာတွင်မြန်မာကဂုံယူပွဲဖြစ်သည်ဖြင့်ဘုန်းကြီးလဲမြန်မာပြည်နှင့်တကွရောက်လျာနိုင်ငံရခြားတိုင်းပြည်များတွင်ကျေးဇူးရှင်စွန်းလွန်းဆရာတော်ဖျားကြီး၏ဂုံတည်င်းကိုထင်လင်းပြန့်နှံ့အောင်ဟောကြားသွားမည်ဟုမြင်းချံမြို့ကိုးဆောင်ကျောင်းတိုက်တွင်ဟောကြားသွားလေသည်ဓမ္မပဒပါဠိတော်ယမကဝက်လာမိတ်ဆွေနှစ်ပါးဝတ္ထုဂေါရမဖျားရှင်လက်ထက်တော်၌တာဝတ္ထုပြည်မှတငယ်ချင်းနှစ်ယောက်တို့သည်ဖျားရှင်၏တရားတော်ကိုနာယူ၍လောကီအပြစ်များကိုမြင်ကာသာရဏတော်တို့ဝင်ရောက်ယဟန်ပြုကြလေသည်တဦးမှာဂန္ဓဒူရခေါ်စာပေကျမ်းဂန်သင်ကြားမှုကိုအားထုတ်လျက်တဦးကဝိပဿနာဒူရကိုကျင့်ကြံပွားများလေသည်ကာလကြာတော့ဝိပဿနာလုပ်ငန်းကိုအားထုတ်သောအရှင်သည်ပရိဒံမိတာ၄ပါးနှင့်တကွယဟန္တာအဖြစ်သို့ရောက်လေသည်ထိုအခါတွင်ဂန္ဓဒူရပရိယတ်ကိုသင်ကြားသောအရှင်လဲပိဋကပါရဂုတဦးဖြစ်၍ဂိုင်းကြီး18ဂိုင်းတို့၏နာယကကြီးဖြစ်လေသည်တနေ့တ၌ဝိပဿနာဝန်ဆောင်ယဟန္တာအရှင်မြတ်သည်ဖျားရှင်အားဖူးမြော်ရန်လာပြီးနောက်ငယ်ပေါင်းမိတ်ဆွေပရိယတ်ပါရဂုအရှင်မြတ်ထံဝင်ရောက်သည့်အခါထိုပရိယတ်ဆောင်အရှင်မြတ်သည်ဤဝိပဿနာတရားရှင်မြတ်ကြွလာသည့်အခါပြတနာမေးမည်ဟုရှေးကပြင်ကြံစီရင်းဖြစ်သည့်အတိုင်းမေးမြန်းရန်ကြံရွယ်သည်ကိုဖျားရှင်သိမြင်တော်မူသည်ဖြင့်ပြတနာမေးခြင်းကြောင့်ဝိပဿနာဝန်ဆောင်ပုဂ္ဂိုလ်၌စိတ်ညစ်ညူခြင်းဖြစ်ရတော့ပရိယတ်ဆောင်ပုဂ္ဂိုလ်အဖို့ငရဲ၌ဖြစ်လေရသည်ဟုကျင်နာတော်မဟာဂိယုဏရှိတော်မူ၍ထိုအရှင်နှစ်ပါးတို့ရှိရာသို့ကြွတော်မူပြီးလျှင်ဝိပဿနာဝန်ဆောင်ပုဂ္ဂိုလ်အားပထမဇန်မှစ၍နိရောဓဓမ္မပတ်၈ပါးယုံ nant တရားတို့ကိုမေးတော်မူရာမိတိုင်းဖြေဆိုနိုင်လေသည်ထို့နောက်ဂန္ဓဒူရဆောင်ပုဂ္ဂိုလ်အားသောတပတ္တိမတ်၌ပြတနာကိုမေးတော်မူရာမဖြေဆိုနိုင်ဖြစ်လေသည်ထိုအခါဘုရားရှင်သည်ဝိပဿနာဝန်ဆောင်ပုဂ္ဂိုလ်အားချီးကျူးတော်မူလေသည်ထိုပုဂ္ဂိုလ်နှစ်ပါးတို့၏ဖြစ်စဉ်ကိုအကြောင်းပြု၍ယဟန်တို့စကားမျိုးစုံပြောဆိုကြသည်ဖြင့်ဘုရားရှင်သည်ဂန္ဓဒူရဓမ္မသည်ငါးကြောင်းသားနှင့်တူ၍ဝိပဿနာဒူရဓမ္မကငါပိုင်ရှင်နှင့်တူသည်ဟုပမာပြု၍ဆုံးမဟောကြားတော်မူခဲ့လေသည်ယေရှုရှင်စွန်းလွန်းဆရာတော်ဘုရားကြီးကပစ္စည်းဥစ္စာကြွယ်ဝပုံချင်းတူညီသောမြို့တထေးနှင့်တောတထေးကိုပုံဟပ်လျက်ဂန္ဓဒူရဝိပဿနာဒူရနှစ်ဌာနနှင့်ပြည့်စုံသောပုဂ္ဂိုလ်သည်မြို့တထေးနှင့်တူ၍ဂန္ဓဒူရမပြည့်စုံဝိပဿနာဒူရတက်နှင့်သာပြည့်စုံသောပုဂ္ဂိုလ်မှာတောတထေးနှင့်တူကြောင်းပမာပြု၍နှိုင်းရှင်ဟောပြတော်မူခဲ့ဘူးလေသည်ကြေညာချက်မြင်းချံမြို့စွန်းလွန်းကူကျောင်းတိုက်အုပ်ဆရာတော်အရှင်သူမြတ်ကိုတော်တိုင်ကြီးကြပ်စီစဉ်ခြင်းကြောင့်ကျေးဇူးရှင်စွန်းလွန်းကူကျောင်းဆရာတော်ဖျားကြီး၏ဟောကြားဆုံးမတော်မူခဲ့သောတရားတော်များတရားအထုတ်နည်းနေတည်းနှင့်ကျေးဇူးရှင်စွန်းလွန်းကူကျောင်းဆရာတော်ဖျားကြီး၏ပုံတော်များကိုကြီးညိုစွာကိုးကွယ်နိုင်ရေးအတွက်ကြီးညိုပွဲဖြစ်အောင်စီစဉ်ဖြန့်ဖြူးခဲ့ခြင်းများကြောင့်ရရှိသောငွေကြေးဝတ္ထုများကိုမသည်ကကျေးဇူးရှင်စွန်းလွန်းကူကျောင်းဆရာတော်ဖျားကြီး၏ယုတ်ကလတ်တော်ကိန်းတော်မူရာဖြစ်သောဂန္ဓဂုတိဇေဒီတော်ကြီးအားရွှေသင်္ကန်းကတ်လူပြည်စီအောင်မြင်ပြီးဖြစ်ပါသည်ယခုအခါတွင်လည်းတိုက်အုပ်ဆရာတော်အရှင်သူမြတ်သည်ဂန္ဓဂုတိတန်ရာအေးဇေဒီတော်ကြီးကိုကြီးညိုပွဲရာဖြစ်စေရေးအတွက်ကိုယ်စွမ်းဉာဏ်စွမ်းရှိသည်မြကြီးစွာသောလုံလဝိရိယဖြင့်ကိုတော်တိုင်အထူးကြိုးစား၍ပြုပြင်မွမ်းမံလျက်ရှိခြင်းကြောင့်ကျေးဇူးရှင်စွန်းလွန်းကူကျောင်းဆရာတော်ဘုရားကြီး၏ယုတ်ကလတ်တော်တည်ရှိသောဂန္ဓဂုတိတန်ရာအေးဇေဒီတော်ကြီးသည်အထူးကြီးညိုပွဲရာအဖျားဖျားနှင့်ပြည့်စုံသည့်ပြင်ကျေးဇူးရှင်စွန်းလွန်းကူကျောင်းဆရာတော်ဘုရားကြီး၏ယုတ်ကလတ်တော်သည်လည်းမူလယုတ်ပဂတိအတိုင်းတည်ရှိခြင်းကြောင့်အထူးကြီးညိုပွဲရာကိုဆောင်တော်မူလျက်ရှိသည်ကိုဖူးမြင်လိုသောပုဂ္ဂိုလ်များလာရောက်ဖူးမြော်ပူဇော်နိုင်ကြပါသည်